ဆရာဟောပြောပေးမယ်စာရေးဆရာကြီးအားဖိတ်ခေါ်ခွင့်ပြုပါရှင်တကယ်ကြီးရင်ဒီဘက်သွားမလို့လေငါစာပေဟောပြောပွဲသွားမလို့ဟာငါလည်းစာပေဟောပြောပွဲလိုက်ချင်တယ်ကွာညစာပေဟောပြောပွဲလိုက်ချင်တယ်လို့ပြောရအောင်ညစာဘက်လာဝါသနာပါလို့လားအမလေးညငါ့ကိုထင်သေးလိုက်တာပေါ့ဟုတ်လားနင့်ကိုထင်သေးရတော့မဟုတ်ပါဘူးအကိုတည်းကအထင်ကိုမကြည့်ရဒါဖြစ်လေစာပေနဲ့ပတ်သက်လာနေငါမေးချင်တာမေးလေဒါဆိုနင့်ကကြပြလေးတစ်ပုဒ်ဆိုပြမယ်အဲ့ဒီကြပြရဲ့စာဆိုရှင်ဘယ်သူလဲဆိုတာကိုဘေးဟေးဒီဖွက်မယ်လေဒါဖြစ်လေဆိုပြပါအောင်တကြံခါကြီးကစားလျင်ဖြစ်ညင်းဆန်ကမိတပါးရဲ့ကရွှေအားကုန်တတ်ပြေးလီမှမျက်မျက်ကလေးလိုက်ပတ်ခြင်းစုပ်ဆန်းတော်လို့နှုတ်ခမ်းတော်တကယ်စုတော့စပယ်ဖြူသကဝါတပြေပန်းတွေနဲ့အရွယ်တူကိုအသာရရင်ဖြန်းကျင်ဘူးမှန်မလွယ်နှစ်ချမ်းကွဲလောက်အောင်ဘွမ်းကနေပလိုက်ရင်ဟဲပလုတ်တုတ်တင်နာကောက်လို့တကယ်မဟုတ်တရုတ်ချွေကရောက်မှပြောင်တောက်တောက်ဆက်ဖြီးဖြီးနဲ့အဟီးလို့ရဲကပင်ပျော်ရွှင်မိစိတ်ဝမ်းကဲဒီကပြစီရဲ့စာဆိုရှင်ကိုနင်သိလားအမလေးမသိပဲနေမလားစာဆိုရှင်ကတိုက်တော်လာမယ်နော်လူငယ်တည်းရဲ့တဘာဝမိန်းကလေးတဘာဝယောက်ျားလေးတဘာဝကိုပြပြပြရေးဖွဲ့ထားတာပဲမိကုန်ဘလို့ဆရာကလုံးလေးကထီတော့မျက်စိတွေကူးကွက်ပေါ်လာတယ်ကွာဒါပေမဲ့ဆရာကြီးရဲ့လူငယ်တည်းရဲ့တဘာဝတွေကိုဖွဲ့ထားတယ်လေဆရာကြီးက1929ခုနှစ်တောက်တွင်းကြီးမြို့မှာအဘတခင်ညီမောင်နဲ့အမိတော်ရွှေကျင်တို့ကမွေးဖွားခဲ့တာဟာဆရာကြီးတက်80တောင်ကျော်ပြီပေါ့နော်ဒါပေမဲ့ဆရာကြီးရဲ့ဓပုံကိုကြည့်ရတာစာပေရဲ့မျက်နှာသက်သာဆက်ကြောင့်နှိမ့်နေလို့ခံစားရတယ်ကွာဒါနဲ့ဆရာကြီးရဲ့ပညာရည်ရှင်းနေလည်းပြောပြပါအောင်ဆရာကြီးက1953ခုနှစ်မှာ10တန်းအောက်ခဲ့တာလေပြီးတော့လဲရန်ပြဆရာလုပ်ကို3နှစ်လောက်ကြိုက်ခဲ့တဲ့1960ခုနှစ်မှာမဟာဝိဇ္ဇာအရေးချင်းစိတ်ကအောက်ပြီးမြမစာဌာနမှာနီးပြလုပ်ခဲ့တယ်လေမဟာဝိဇ္ဇာတန်းကိုတော့ဂုတ်ထုစင်တင်နဲ့အောက်ခဲ့တာဟာဆရာကြီးကတော်တာပဲနော်ဒုလူငယ်တွေတော့အားကြကြပဲနော်ဟုတ်တယ်နော်ဆရာကြီးက1963ခုနှစ်မှာမော်လမြိုင်ဒီဂရီကောလိပ်1965ခုနှစ်မှာပြည်ဦးလေစစ်တပ်ကတော်1980ခုနှစ်မှာရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာလက်ထောက်ကတိကအနေနဲ့တာဝန်ထမ်းဆောင်ခဲ့သေးတယ်ဟာဒါဆိုဆရာကြီးကဒုမလျံနဲ့ရေးသက်ရှိတာပေါ့နော်ဒါပေမဲ့ဆရာကြီးကမြန်မာစာကိုတကယ်ချင်းမြတ်လို့ပြီးတခြားတမန်နဲ့လေးရလိုက်စားခဲ့တာပေါ့နော်ဒါကြောင့်လည်းအခုလိုအများတကအနယ်မှာထင်ပေါ်လို့စင်တော်ကိုရောက်ခဲ့ရတာပေါ့ဒါနဲ့ဆရာကြီးရဲ့မျိုးချစ်သက်တဲ့တွေကိုလည်းပြပြပါဦးကွာဆရာကြီးကစစ်ကြီးဗီဇာလွတ်လပ်ရေးတိုက်ပွဲကာလမှာပြည်သူ့ရဲဘော်ဖြစ်နေပါဝင်ခဲ့တယ်လေနောက်ပိုင်းဆိုရှယ်လစ်ပါတီခေတ်မှာတောက်တွင်းကြီးဖာစာပါလာမှာပါဝင်လှုပ်ရှားခဲ့သေးတယ်ဟာပြည်ရင်းတောက်ချက်မှုကာလမှာတော့ရဲဘော်ဖြူတွေရဲ့ဖမ်းဆီးထောက်ချခြင်းကိုခံခဲ့ရတယ်လေဒါပေမဲ့ဆရာကြီးကအညံ့မခံပဲတရက်ထောက်ကိုမဖြစ်ဖြစ်တဲ့အနေနဲ့ဖောက်ပြီးထွက်ပြေးခဲ့တာဟာဆရာကြီးရဲ့ဟိုစနေလေးပြောပြပါအောင်ဆရာကြီးရဲ့စာပေနယ်ဝင်ရောက်လာပုံတို့ကပြောပြအောင်မယ်လေဆရာကြီးကကိုရေးဖြစ်ရဲ့စောက်ပါတွေနဲ့စတင်ဝင်ရောက်ခဲ့တာဟာဆရာကြီးပထမဆုံးရေးခဲ့တာကတရက်ထောင်မှာဖမ်းခံရစဉ်တို့ကကြုံတွေ့ခဲ့ရတဲ့ဘဝခံစားချက်တွေနဲ့စခဲ့တာလေနောက်ပြီးကံကော့မြိုင်စာတန်းများဆိုတဲ့စာအုပ်မှာလည်းရတစာတန်းငယ်တွေကိုရေးခဲ့တဲ့1982ခုနှစ်မှာမြမဘာသာစကားနဲ့ကာယမိတ်ကဗျာဆိုတဲ့စာအုပ်မှာနဲ့စာပေလောကတွေကိုစတင်ဝင်ရောက်လာတာဟာစာပေသဘောတရားစာပေဝေဖန်ရေးတွေကိုလည်းရေးခဲ့တဲ့အဲ့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးဝတ္ထုတို့များကထင်ရှားခဲ့တယ်လေ1988နောက်ပိုင်းမှာမျိုးဆက်တွေတိုးတက်ရေးဖို့စာစဉ်တွေကိုရေးသားခဲ့တာတို့လူငယ်တွေကြားထဲမှာတော်တော်လေးကိုလူသိများလာတယ်ဟာဆရာကြီးရဲ့အကြောင်းလေးလည်းတော်တော်သိပြီဖြစ်လို့မော်လမြိုင်မြို့အထက်ကတော်မျိုးသမီးကျောင်းမှာသမီးတို့ကမောင်ရွှေများအစာချစ်ပရိသတ်များအတွက်အသွေးအမြင့်အသည့်တိုးပွားကျယ်ဝလာဖို့ဆရာကြီးတွေ့ကြုံခဲ့ရတဲ့စာပေဘူးဒုဒများကိုဖြန့်ဝေပေးပါလို့တောင်းဆိုရင်ဆရာကြီးကိုယူသေးလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ရှင်အားလုံးဖြောက်လာတဲ့ပရိသတ်တွေကိုကျွန်တော်တောင်းပန်နေတာကကျွန်တော်မတ်တက်ကြရှိမရနိုင်ပါဘူးဒါကဆိုင်မထိုင်ပြောရတာပါကျွန်တော်အသက်85ရှိပါပြီခုလာမယ့်ဧပြီလဆိုပြည့်တော့မှာဒီလိုပဲခေါ်ရပြရတဲ့ခါကျတော့တွားပြီးတော့ဟောပြောပေါ်လေခုနကနုနုကြီးဧဝအလိုနားထောင်လို့ကောင်းတယ်သူပြောရတဲ့ကြပြားဆရာကြီးဘာတွေကိုလဲကျွန်တော်ကသိနေတော့ကျွန်တော်စိတ်ထဲမှာဘိုးတောင်ထိခဲ့ပါတယ်ဒါမဲ့ကျွန်တော်ပြောမှာတော့အဲဒီနုနုကြီးနဲ့တခြားစီဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်ကဘာကြောင့်လဲလို့ဆိုတော့
အဲဒီကြပြားတွေပါလို့ခံစားတာအပြင်ကျွန်တော်စိတ်ထဲမှာခံစားရတော့ကိုယ်တိုင်ခံစားပါတယ်ကျွန်တော်ဝိတ္ထုတွေလည်းပဲကျွန်တော်အကြိုက်ဆုံးဝိတ္ထုပါညာဆိုကျွန်တော်ရေးခဲ့ဥပါတယ်တော်များများစာပေလောကစာပေသဘောတရားတွေကိုကျွန်တော်ရေးခဲ့ပါတယ်ဒါပေမဲ့88အရေးခင်းကြီးပြီးတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုကျွန်တော်ခံစားမှုတွေပြောင်းသွားတယ်ဘာကြောင့်လဲလို့ဆိုတော့ခင်ဗျားတို့သိကြတဲ့အတိုင်းပဲအရေးခင်းတစ်ခုဖြစ်ပြီးဆိုရင်ပထမဆုံးပိဋ္ဌာအကြောင်းနောက်ဆုံးမှပိဋ္ဌာရဲစခန်းခေပြပြီဆိုရင်ပထမဆုံးပိဋ္ဌာအကြောင်းနောက်ဆုံးမှပိဋ္ဌာရဲစခန်းနည်းနည်းခေပြန်ကောင်းလာရင်ပထမဆုံးဖွင့်တာရဲစခန်းနောက်ဆုံးမှဖွင့်တာအကြောင်းမူတာခင်ဗျားတို့လက်ကုပ်တီးတာမတီးတာရောက်ထားလိုက်တော့ကျွန်တော်တိုင်းပြည်မှာဖြစ်ခဲ့တာအဲ့ဒီတိုင်းဖြစ်ခဲ့တာအဲ့တော့အရေးခင်းကြီး88အရေးခင်းကြီးဖြစ်ပြီးတော့အကုန်လုံးကျောင်းတွေပိတ်တယ်ဘုရားတန်ကျောင်းလေးတွေတောင်မှတော်ကြာမှပြန်ဖွင့်တယ်နောက်အထက်တန်းနဲ့တက္ကသိုလ်ကျတော့လုံးဝပိတ်ထားလိုက်တာဒါမှကျောင်းလာပိတ်တယ်ဖွင့်လာတာကအရက်ဆိုင်နေဟုတ်လားဘီယာမျိုးစုံအဲ့ကြတော့မှကျွန်တော်လည်းတောက်ခူးတာကျွန်တော်ဟိုတင်းဘီယာတို့ဘာလို့ပေါ့လေဟိုတန်ဘူးဘီယာတွေပါလေကျွန်တော်အဲ့တော့မှတွေ့ဘူးတာပထမစားခါကျရင်ဖောက်တော့မဖောက်အောင်ဖုံဖိနေဖြစ်လို့လန့်သွားတယ်ဟုတ်လားအဲ့လိုအဲ့ရဲစခန်းရဲ့အနှိတ်ခမ်းရဲ့အဲ့ဒါတည်းကလေးတွေကအဲ့ဒီမှာပြောနေကြတော့ကျွန်တော်စိတ်ထဲမှာစာပေသဘောတရားစာပေဝေဘာရေးနေရင်ကနေကျွန်တော်ပြန်ပြီးကဲ့ရဲ့လားအောင်သိရမင်းကလေးတွေဒီလိုဖြစ်နေတဲ့ချိန်ကမှာမင်းကဒီစာပေသဘောတရားတွေပေါက်တက်ကြရတယ်ဘာလို့လျှောက်လုံးနေလဲကလေးတွေအတွက်မင်းမလုပ်တော့ဘူးလားဆိုတော့ကျွန်တော်အဲ့ဒီမှာမျိုးစစ်သိတိုးတက်ရဖို့ဆိုကျွန်တော်ရေးတာဘာကြောင့်လဲလို့ဆိုတော့ကျွန်တော်တိုင်းပြည်ကဘယ်နဲ့ပဲဖြစ်နေလဲဆိုတော့လူဘဝမှာအရေးကြီးဆုံးကနှစ်ချက်ပဲရှိတယ်လို့ကျွန်တော်တွေ့တယ်ဒါကျွန်တော်လည်းမကပါဘူးပညာရှိနည်းလေးတော်တော်ပြောကြပါအဲ့ဒီတိုင်းပဲပြောကြတယ်အဲ့ဒီနှစ်ချက်ကဘာလဲဆိုတော့ကျမ်းမာရေးနဲ့ပညာရေးပဲပရမသမွေချင်းကလေးတယောက်မွေးလိုက်တယ်ဆိုတော့တုံချီလေးမွေးလာလို့ရှိရင်ဆွမ်းအနာမကြလေးမွေးလာလို့ရှိရင်အဲ့ဒီကလေးကမကျမ်းပါဘူးမကျမ်းပါဘဲနဲ့ဘယ်နဲ့လို့တိုးတက်နိုင်လဲအဲ့တော့သူကျမ်းပါလားကျမ်းမာဝေးပြီးတဲ့ခါကျတော့မှသူ့အသက်ကိုစောင့်ရှောက်တတ်အောင်သူ့အသက်ကိုရှည်အောင်လုပ်တတ်အောင်အဲ့ဒီဥစ္စာကိုဘုရားဆောက်ပထမပညာပေးရတယ်ဆိုအမေရပေးရတယ်ဟဲ့ကောင်လည်းမကြီးသီးတွေသိမစားနဲ့ဝင်းလျှော့တတ်တယ်ဇီးသီးတွေသိမစားနဲ့ချောင်းဆိုးတတ်တယ်မေရပညာပေးရတယ်အဲ့ပညာပေးတော့မှသူ့အသက်ကိုသူရှည်အောင်မွေးနိုင်တာအဲ့တော့လူဘဝမှာအရေးကြီးဆုံးကကျမ်းမာရေးနဲ့ပညာရေးအဲ့ဒါဟာတစ်သက်လုံးမှာကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးပဲအဲ့တော့မိသားစုတစ်ခုရှိတယ်မိသားစုတစ်ခုမှာမိသားစုတွေမှာမအိပ်ဖေဖြစ်တဲ့သူကသာသမီကျမ်းမာရေးအတွက်ကိုထမင်းတက်လို့လျှော့စားပြီးအဲ့ကျမ်းမာအောင်လုပ်ရတာသာပညာသင်မို့လို့အတွက်ကိုဖေးကလုံကြီးဝင်းလျှော့ဝှေ့ပြီးတော့သားကိုပညာပေးရတယ်အဲ့ဒီကျမ်းမာရေးနဲ့ပညာရေးကိုဂရုစိုက်တဲ့မိသားစုကြီးမကြခင်ကြီးပွားတော်မယ်ဆိုတာဆွေစဉ်မျိုးဆက်တိုးတက်တော်မယ်ဆိုမှတ်တာထားပြီးတော့အဲ့ဒီတိုင်းပဲအစိုးရအဖွဲ့တစ်ခုမှလည်းပဲကျမ်းမာရေးကိုဘယ်လောက်ကြီးစိုက်လဲပညာရေးကိုဘယ်လောက်ကြီးစိုက်လဲဒါကြည့်ရတာအဲ့ဒါကိုဂရုမစိုက်ဘူးဆိုလို့ရှိရင်သွားရောအဲ့ဒီဆိုကညံ့လို့ပဲတိုက်ပြီးမချစ်ဘူးဒါပဲကျွန်တော်ကအဲ့လိုတွေ့လာတယ်အဲ့တော့ခုတော့ပြင်ဆေးရုံမှာငွေမလာရင်ငွေမပိုင်အဖေမလာနဲ့ဆိုတာဖြစ်ဘယ်နေရာသွားတော့အဲ့တော့ပိုက်ဆံရှိအောင်လုပ်ကြမလုပ်လို့ရှိရင်မကြမ်းမာရေးအစားဒုက္ခရောက်မယ်လားအောင်းမေးထားပြီးတော့ကျွန်တော်အဲ့လိုဖြစ်လာတယ်ထားပါတော့ဒါတွေလျှောက်တော့ရင်အာညောင်းတာပဲရှိဘာမှလည်းဖြစ်တော့ကျွန်တော်အခုခေါင်းထဲမှာဆွဲနေတဲ့ဥစ္စာတခုကတော့ကျွန်တော်အခုဒီမှာလဲအဲ့ဒါပဲထည့်ပြောမယ်ကျွန်တော်စိတ်ထဲမှာလဲဒီမြင့်ပွဲတွေမှာလဲပြောတယ်ခုလဲဒီမှာပြောမှာ
ကျွန်တော်မေးတာကလေးတွေပါကျွန်တော်ကကျောင်းဆရာလေးကျောင်းဆရာဆိုတော့စာသင်နေဆိုလို့ရှိရင်ကလေးတွေကိုအဲ့ဒါမေးပြီးသင်လေးရှိတယ်ကျွန်တော်ကလူနဲ့တိရစ္ဆာန်ဘယ်သူသားလဲခင်ဗျားတို့ခုပြောလေဘယ်လိုပြောမလဲလူနဲ့တိရစ္ဆာန်ဘယ်သူသားလဲလူအပ်တာတယ်ပြောမှာဒါမှကျုပ်ကဆက်မေးနေတာကျွန်တော်ကဒီလိုခုကျွန်တော်ပြောတယ်ဆိုတဲ့ဥစ္စာဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်အဲ့ question နေနဲ့ကြီးကျွန်တော်သွားခြင်းနဲ့စိတ်ပေါက်တယ်ဒီမိခွန်းနေနဲ့ကြီးသွားခြင်းနဲ့စိတ်ပေါက်တယ်ကျောင်းဆရာညင်ပါနေတယ်ဆိုရင်ကျွန်တော်ကိုသိခံပေါ့ဗျာဒါကတော့ကျောင်းဆရာညင်ကတော့ပါမှာပဲစိတ်သားစိတ်ဘူးလည်းဒီလိုပဲသူစိတ်ဘူးညင်ပါလာပဲစိတ်ဘူးများထွက်လာပြီဆိုလို့ရှိရင်အဲစိတ်ဘူးကထွက်ပြီးအယတ္တသာဖြစ်လာတယ်ပစိုးသာဝိထားတယ်လက်လွှဲတာဒီလိုလွှဲတယ်ဘာရလဲဆိုတော့6လူလူအောင်ဆွဲတဲ့အကျင့်ကပါတာသူဟုတ်လားကျွန်တော်ကျောင်းဆရာလည်းအဲ့အကျင့်ပဲဆရာမတွေလည်းဒီလိုပဲအဲ့ဒါကြောင့်ကျောင်းဆရာနဲ့ကျောင်းဆရာအဲ့စစ်ဖို့တယောက်နဲ့ဆရာမတယောက်နဲ့ညားတယ်ဆိုတာအဲ့လိုပေါ့ညားတဲ့အခါကျတော့ငါသမင်းစားမယ်သမင်းအသိပြည့်သတင်းပို့ဒါသူကလည်းအကျင့်ပါဆရာမလည်းသမင်းသိပြေးပြီးလာစားနိုင်ပြီသမင်းလို့အောက်မကြဘူးလေအဲ့ဒါမျိုးပေါ့ငါအိမ်သားတက်မယ်ရေသစက်ကိုတော့အသိဖြစ်ရင်သတင်းပို့အိမ်သားတက်ချင်တက်နိုင်ပြီအသိဖြစ်နေပြီနောက်ကိုအိမ်သားတက်ချင်လို့လက်နှချောင်းထောင်ဒါအကျင့်ပါကျွန်တော်စိတ်တက်ကိုလည်းတော်တော်ကြားခဲ့တယ်ဒီမော်လမြိုင်ကနေသွားရတယ်ကျွန်တော်မော်လမြိုင်ကောလိပ်မှာလုံနေတော့မှမသွားပြစေနဲ့ဆိုတာတောင်းပန်တာဗျာကျွန်တော်ကစစ်ဆိုရေတော်စစ်တောက်ချင်တဲ့ကောင်မဟုတ်ဘူးပြောရအဲ့လိုကောင်မျိုးဆိုတဲ့ခါကျမသွားရင်မဟုတ်ဆိုတာနှစ်တည်းထားပါမယ်ဆိုပို့ရတာကျုပ်6နှစ်လောက်ကြာသွားတယ်အဲ့ဒီမှာခုကောင်းတော့ကောင်းပါလေကျွန်တော်တပည့်ရဲ့ဝင်းကြီးတွေပဲဖြစ်နေကြတယ်မဆိုးပါဘူးအဲဒီမှာစိတ်တက်ကလေးရောက်သွားရောစိတ်တက်သူမှကြတော့ဒီလိုခေါင်းမောတကားကနဲ့ဆလံပြီးဘာလို့လဲရမှလည်းမသိတရားနဲ့တန်းဖြုတ်တန်းအဘာညာနဲ့ဆိုတော့များအသိမတိုင်းဟာမျိုး36ပြောစီပြီးအသိဟာအဲ့ဒါဒီဘက်နဲ့ကျုံးတာဒီကဘောနိုင်ကိုလေးကရောက်လာတယ်ကောင်တော်တို့ကရောက်လာအဲ့ဒီမှာကျွန်တော်တွေ့တဲ့ဥစ္စာတစ်ခုပြောကြတယ်ပေါ့demonstration coin ခေါ်တယ်တေဥပြတက်ခွဲလို့ခေါ်တယ် demonstration comedy ပေါ့ဗျာတက်ခွဲသူကတေဥပြတာဒါပဲသူတို့ဘာမှအလုပ်မရှိဘူးဒီလိုမလုပ်ရဘယ်တော်မှတက်ညာထောင်မှတက်အဲ့ကိုတော့ကစစ်သားတွေတက်ပြရတယ်အဲ့ဒီဥစ္စာဘိုးတော်နဲ့ပြီးကဘောကကုန်းကြီးမော်နဲ့လှမ်းကြည့်ရတယ်ဒါဒီလိုဆိုသိအောင်အဲ့တေဥပြတဲ့တက်ပြအောင်တေဥပြတက်ခွဲလို့ခေါ်တယ်သူ့တော့ခွဲမှုနဲ့သူတို့ဟာတို့နေကျွန်တော်က academic ခေါ်တယ်ကျွန်တော်ကစာသင်တဲ့ဘက်ကဆိုဘာမှသူတို့နဲ့မဆိုင်သင်ကြားရေးဘက်ကစာပေဘက်ကပေါ့မဆိုင်မဟုတ်ဒါမှသူတို့ကဖြတ်ထွက်သွားတယ်တနေ့ကျတော့သူတို့ကဖြတ်သွားတယ်ကန်တင်းလေးတစ်ခုရှိတယ်အဲ့ဒီကန်တင်းကျွန်တော်သွားပြီးလက်ဖေးတောက်တော့အဲ့ဒီဥပဒေခွဲမှုကအဲ့တက်ခွဲတစ်ခုတော့ဘာစိတ်တူတယ်မလို့ကောတန်းစီခိုင်းပြီးဆဲနေဟိုကကျင်းဒီမှာအမောင်းနဲ့ကျွန်တော်အမှတ်မထင်နားတောင်အဲ့မှာအာတိတ်ဟောတက်တာပေါ့အဲ့ဒါနေရတော့အဲ့ဒါမင်းတို့နားလဲမလားဟုတ်ဆိုတာတို့ဒီမှာဟုတ်ပဲအဲ့လိုဖြစ်နေမင်းတို့တင်းတင်းကငါ standing order ပြလိုက်တာတွေ့တယ်မလားဟုတ်အဲ့ဒီမှာဘယ်စာပဲဘယ်ဟာရေးထားတာမင်းတို့တွေ့တယ်မလားဟုတ်အဲ့ဒါတွေ့ရတဲ့နဲ့မင်းတို့သူခုတနေ့ကဘယ်ဟာလုပ်လဲတော့မင်းတို့ငါအများကြီးထိနေလားတော့ဟုတ်ဟာဘယ်ကောင်လုံးကဟုတ်ဆိုကျွန်တော်ပြောနေတာအဲ့လိုနေလာခဲ့တယ်ဆိုတော့ကျွန်တော်အကျင့်ပါနေတော့ကျွန်တော်လည်းကြောင်းဆရာအကျင့်ပါတော့အဲ့မေးတာဖြစ်နေလူနဲ့တည်းဆိုဘယ်သူကသားလဲခလေးတွေပြင်တယ်လူကသားတယ်ပြီးတော့မှသေချာစဉ်းစားတော့လို့နေရာတကာသားလားဆိုတော့မှငိုင်းတော့တယ်မင်း9လောက်ရေကူးတာလား10လောက်အားရှိသလားမရှိပါဘူး
nghe lục pian này là mà pian này miếng nào biết rằng là mà ta mau ha miếng nào ngã biểu mày miếng ra ta đây mà trên này tới sang à lúa ta ra để nhà gì rồi lúa ta mà ta này ngàn nó này với những chút này bán này suy đi luôn bây giờ đi đâu biểu mình này luôn bây giờ biểu mà mình uống rồi biểu thì suy luôn như nào kalau kau ni cina itu biar dia me, turut tinggi dan turut ribu dari sini dah. Menurut dari kita banyak anita banyak membawa bol. Biar orang mana, wui cumia dek, pandai itu tu itu, cecip yang lagi lo. Biar orang ribu lah orang menurut sedap ribu dulu. Pemap biar ni banyak jauh dia membawa bol. Tapi mana, tua ribu itu biar orang sebab biar ni lah. အဲ့ဒီလက်ပတ်ပြီးပြန်နေတဲ့ဥစ္စာတမိုင်ဝေးလို့တဲ့နေရာမှာရှိရင်တမိုင်လောက်ပတ်ပြတာအဲ့ဒီမှာဒီကောင်ပတ်ပြန်နေကျန်တဲ့ပြားတွေအကုန်လုံးဒီကောင်သတင်းပုဂ္ဂိုလ်နဲ့စာသိတယ်ပြီးတဲ့ပြီးကြတော့မှအဲ့ပြားပန်းတော်ရှိတဲ့ခေါင်းကပြောတဲ့ဝိယူချုံမင်းနဲ့ပန်းတော်ရှိတဲ့အရမျက်နှာဘက်ကနေအနောက်မှာရှိတယ်ဆိုအနောက်ဘက်ကနေပြောင်းနေစွတ်ပြီးထိုးဝင်လိုက်တာဝင်လိုက်တော့မှကျန်တဲ့ပြားတွေကတမိုင်ခန့်กว่าတော့အနောက်ရမှာပန်းတော်တစ်ခုရှိအဲ့ဒါမှပြားတွေအကုန်လုံးပြန်သွားတာခြီလေးတဲ့ခြီလေးဤမြဲမဤစကံဘာညာပေါ့ပေါ့အပြန်လာကွယ်သွားကွယ်ပန်းကြီးပန်းတိုင်းဖောက်ကြပါလေကိုပြပြီးပြီအဲ့ဒီမှာအကုန်လုံးပြားဝိယူကိုစုပ်လို့ပြားကိုပြန်ပို့တာဘယ်ပြားကမှပြားယူကိုမှောင်ခိုးစေးသွားမရအောင်ဘူးပြတယ်ဟုတ်လားအဲ့တော့ပြောချင်တာအဲ့တိရစ္ဆာန်တွေကလူတဲ့သားရာတွေအများကြီးရှိတယ်အဲ့ဒီတော့မှပြန်ပြီးတွေ့လိုက်တော့ဒါဖြစ်ရင်တို့လူတွေကဘယ်တိရစ္ဆာန်တည်းမဆိုတာတဲ့ဥစ္စာဘာတွေရှိတယ်ဆိုရှားကြတာငါမပြောတတ်ဘူးအဲ့ဒီငါဖောက်ဖူးတဲ့စာအုပ်တဲ့ပညာရှင်တွေပြောတဲ့ဥစ္စာဖတ်ပြီးတော့ငါပြန်ပြောတာလို့အဲ့မှာကိုနောကပြောခဲ့တဲ့တိရစ္ဆာန်တွေအားလုံးတဲ့တာတဲ့အချက်က၃ချက်ပဲရှိတယ်အဲ့ဒီ၃ချက်ကိုတာအောင်လုပ်ရတယ်အဲ့ဒီ၃ချက်ကိုထက်မြက်တဲ့ထက်မြောက်လုပ်ရတယ်အဲ့ဒီ၃ချက်ကဘာလဲဆိုတော့တစ်ချက်ကြိုးကြောင်းပညာကြီးခြင်းနှစ်ချက်ကိုယ်ကြည်တရားရှိခြင်းသုံးချက်အလှပကိုခံစားရခြင်းဖန်တီးရခြင်းဒီ၃မျိုးရှိအဲ့ဒါမှတော့ဘယ်တိရစ္ဆာန်တက်မဆိုသားတယ်ဒါအကုန်လုံးဝင်ခါကြိုးကြောင်းပညာကြီးခြင်းကျွန်တော်အဲ့ဒီကြိုးကြောင်းပညာကြီးခြင်းလို့ပြောလိုက်လို့ရှိရင်ဖောက်တော့တာရှိတယ်ကြိုးကြောင်းဆိုတာကျွန်တော်စိတ်ကပြောခြင်းစိတ်ပေါက်လာတာရှိတယ်ဘာလဲဆိုတော့ကျိုးကြောင်းနဲ့ကျွန်တော်ကရှောက်ပြီးပါတယ်ကျိုးကြောင်းဆိုတဲ့သဘောကိုသိချက်ပြန်စဉ်းစားကြည့်တဲ့အခါကျတော့အကျိုးကိုတွေ့လိုက်ရင်အကြောင်းကိုရှာရတာအဲ့ဒီဥစ္စာပညာပဲဒါကြောင့်မလို့ဘုရားကလည်းဟောခဲ့တဲ့အခါမှာယေဓမ္မာဟိတုပ္ပဘောအဲ့ဘုရားကိုကျွန်တော်တော်တော်အောင်အောင်တယ်ဘုရားကိုတော်တော်အောင်အောင်တယ်ဆိုတာကျွန်တော်ဘုရားဖြစ်နေတကူတော်ရှင်ပါရှင်ညာရှင်အဖြစ်နဲ့မဟုတ်ဘူးသူစဉ်းစားပုံကိုကျွန်တော်အောင်ဩတာတိဋ္ဌထမင်းသားရဲ့စဉ်းစားပုံပေါ့အကျိုးကိုတွေ့ရင်အကြောင်းရှိတယ်အကျိုးကိုတွေ့လိုက်လို့ရှိရင်အကြောင်းကိုရှာတယ်အဲ့ဒါပညာပဲအကျိုးကိုတွေ့ရတဲ့အကြောင်းကိုမရှာရလို့ရှိရင်အဲ့ဒါပညာနည်းသေးလို့ပဲဒီဓမ္မဟိတုပ္ပဘောဘုရားပြောတော့တယ်ဆိုအကျဉ်းချင်းတရားဟုသမျှတို့၌အကြောင်းရင်းတို့သိရှိကိုကြီးတိတ်ဒီပဲရှာကျွန်တော်အဲ့ဒီစကားကိုတွေ့လိုက်တော့ဘယ်ဟာတော့အမှားလဲဆိုကျွန်တော်တော့သတိရတဲ့ကိစ္စတော်တော်ထူးထူးဆန်းဆန်းပဲကျွန်တော်ဘုရားသတိရလဲဆိုကျုပ်သတိရတဲ့ဥစ္စာစာအိုက်ဆက်နျူတန်ပေါ့နျူတန်ကအဲ့ဒီစဉ်းစားလို့မှကျွန်တော်သူ့ကိုတော့သတိရတယ်ချက်ချင်းပထမဆုံးစပြီးတော့အဲ့ဒီအကြောင်းပြလိုက်တဲ့အကျိုးကိုတွေးလို့ရှိရင်အကြောင်းကိုရှာခြင်းဒီပညာဆိုတော့မှအဲ့ဒီဥစ္စာကိုနျူတန်ကိုတော့သတိရတာဘာကြောင့်လဲဆိုတော့တရတိကြွေကြတဲ့ဖုတ်ဆူကြတယ်အုံကြီးကြွေကြတဲ့အုံနဲ့ကြွေကြတယ်ပိနေစီကြွေတဲ့ဘုံနဲ့ကြွေကြတယ်ခဲပြလိုက်တဲ့အောက်ပြန်ကြတယ်ဟာဘာလို့ကြတယ်ဒီခဲတွေဒီအုံကြီးတွေဒီသေသီးတွေအပြင်ထွက်သွားပါလား
လာပြီကြီးတဲ့မှာဘာလို့မတော်ရလဲဒီမြေကြီးပေါ်ကြတယ်ဘာလို့မြေကြီးပေါ်ကြတယ်ဘာလို့မြေကြီးပေါ်ကြတယ်သူအဲ့ဒါစဉ်းစားတာနောက်ဆုံးပိတ်ကြတော့သူကပြောတယ်ဆိုတာကဘာမြေကြီးမှာဆွေးနေရှိတယ်ဆိုရက်ဆွေးနေတက်ရဲ့သဘောကိုသူအကြောင်းကိုရှားတွေ့သွားတာအဲ့တော့ဟာကျွန်တော်တို့ဥကြောင်းကြောင်းရဲ့အခုရှေ့မှာထိုင်လို့ဟိုကျွန်တော်တငယ်ချင်းကျောင်းနေပဲဆရာလုပ်ဖက်ကိုင်မဲ့ပါအညိုကြီးဆိုတော့ဒီကောင်ကြီးရေးတဲ့ဥစ္စာကျွန်တော်ဘာသွားတွေ့လဲဆိုအဲ့ထက်မှဒီကျွန်တော်တို့ဒီပထမအင်္ဂလိပ်မှာစစ်ပွဲမှာတင်းနှင်းနိုင်နဲ့ရခိုင်ပါသွားတယ်တင်းနှင်းနိုင်ရဲ့မြို့တော်ကရောက်သွားဖြစ်လဲဆိုတော့မော်လမြိုင်ကသွားဖြစ်တယ်မော်လမြိုင်ကသွားပြီးတော့1826ပေါ့နောက်1826ခုနှစ်မှာသူကအင်္ဂလိပ်အောက်ရောက်သွားတယ်ရောက်သွားတယ်ဆိုတော့1830ကျော်လောက်ကြာတဲ့ခါကျတော့ဘာပေါ်လာလဲဆိုဆေးရုံတွေပေါ်လာတယ်အဲဆေးရုံကြီးတွေပေါ်လာတော့မှအဲ့မှာရှိတဲ့ဆရာဝန်ကြီးတယောက်ကစာဝဲရသွားတယ်ကျွန်တော်နာမည်တော့မေ့နေဒီကောင်ကြီးအဲ့အညော်ကြီးကျေးဇူးကြောင့်ကျွန်တော်လည်းသိတာပါသူကဘာမှကစက်တရားတွေပါညာတွေသူကတေချာဖတ်ပြီးတော့ရွှေတော်သမိုင်းရွှေတော်ကျောင်းလိုက်သမိုင်းရေးထားတာကျွန်တော်အဲ့ဒါဖတ်တော့အဲ့တုန်းကသွားတွေ့တယ်ငှက်ဖျားကျွန်တော်ဗမာပြည်ငှက်ဖျားသိဖြစ်တယ်မော်လမြိုင်ရှိတုန်းကတော်ထူတဲ့နေရာအမှန်တန်ငှက်ဖျားပေါ်တယ်ငှက်ဖျားဖြစ်တဲ့နေရာကြီးပေါ့တော်ထူတယ်တန်လွင်နေပါနဲ့လည်းဟောဖြစ်နေတော့သူကငှက်ဖျားကလည်းတော်များထူတာသူကငှက်ဖျားဖြစ်လို့ရှိရင်ကျတို့ဗမာပြည်မှာဖြစ်ပြီဆိုလို့ရှိရင်ဟုတ်လားတုံးခိုက်ဖြစ်ပြီးတော့တက်တယ်ဆိုတာသိတယ်တက်ဖြားကြပဲဟာဒါတောက်လျှောက်ဖြစ်နေတာဟာဗမာတွေကတွေးတဲ့ဥစ္စာစမ်းရည်တောက်လို့လူဟုတ်လားစိတ်ရည်တောက်လို့လူသိရဖတ်ပြီးပြောနေတာတောက်လို့လူဟိုတကူကြီးတဲ့ညောင်မဲအောက်မှာသွားပြီးရှူပေါက်လို့ငှက်ဖျားဖြစ်တယ်လို့နောက်ဆုံးပြီးအကြောင်းအဲ့ဒီမှာရှိတဲ့ဆရာဝန်ကြီးတယောက်ကသွားပြီးတော့တွေ့တယ်မှာအဲ့ဒီတော့မှအနိုဖလိလို့ခေါ်တယ်ချင်းကိုက်လို့ငှက်ဖျားဖြစ်တယ်လို့ပြောတာအကြောင်းငှက်ဖျားဖြစ်လို့ငှက်ဖျားဖြစ်တဲ့ဥစ္စာအကြောင်းရင်းကချင်းကိုက်ဆိုတာပြီးတော့ချင်းမကိုက်အောင်နေပေါ့ချင်းကိုတတ်ပေါ့ချင်းတောင်းလည်းနေပေါ့အဲ့လိုနည်းနဲ့ကျွန်တော်တွေ့ရတာအကြောင်းရင်းကိုသတ်လိုက်လို့ရှိရင်အကျိုးမဖြစ်တော့ဘူးအဲ့ဒါပညာဆိုတာအဲ့ဒါပဲအဲ့ဆရာဝန်ကြီးကစာပွဲရပါအင်္ဂလန်ကနေသူ့ကိုစာပွဲပေးတယ်အဲ့ဒီကတွေ့တဲ့အတွက်ကြောင့်တွေ့ရှိထူးဆန်းတဲ့တွေ့ရှိချက်ကြီးပဲအေယာမတွေ့ရှိချက်ကြီးကိုရက်ထီလဲဒီဥစ္စာကိုငှက်ဖျားအတွက်ကိုချင်းမှုကာကွယ်နေရတော့မယ်ကျွန်တော်တို့ထားပါတော့ကျွန်တော်အဲ့ဒီကနေဆက်ပြောလိုက်တဲ့ခါကျအကျိုးတရားကိုတွေးလို့ရှိရင်အကြောင်းကိုရှာတာချင်းပြီဆိုအဲ့ဒါပြန်တွေ့တော့ကျွန်တော်ဘုရားကိုလည်းသွားတွေ့သွားတယ်ဒီသိတတ်တာရတော်ရရနမ3000လို့စွန့်ပြီးတိုးတဲ့ထွက်သွားတယ်ဘာကြောင့်ထွက်သွားလဲကျွန်တော်ဟို Light of Asia ဆိုတာလင်္ကာကြီးတစ်ခုရှိတယ်ဘုရားလင်္ကာကြီးပေါ့အင်္ဂလိပ်လူရေးထားရေးတဲ့ပုဂ္ဂိုလ်ကစာအက်ဒဝင်အာနိုးလေကျွန်တော်အဲ့ဒီဥစ္စာကိုဓမ္မရိပ်ထဲမှာကျွန်တော်လည်းဗမာလင်္ကာနဲ့ပြန်ပြီးတော့ကျွန်တော်ရေးနေပါတယ်ထားပါတော့အဲ့ထင်မှာပြောတဲ့ဥစ္စာသူကဒီသိတတ်တာကဥမာဆိုတော့သူတွေကိုတွေ့တယ်သူ့ကိုတွေ့တယ်ဘာညာပေါ့ဗျာဒါကြီးကျွန်တော်မပြောတော့နောက်ဆုံးမိရရတော်ရကိုသိချစ်တယ်သူကရတော်ရလည်းသိချစ်တယ်ချစ်တော့အဲ့ခွဲကနေလေးမှရေးထားတဲ့ဥစ္စာကသိလုံးဝကောင်းတာအဲ့သူကအဲ့ပုဂ္ဂိုလ်ကြီးကလည်းအင်္ဂလိပ်ကြီးဒါမှစာရေးကောင်းလိုက်တာပြောမနေသူတရားစိတ်နဲ့ရေးတယ်ပါသူဘုရားဘာသာဖြစ်သွားတယ်လို့တောင်တချို့ကယူဆကြတယ်သူကသူပြောချင်မှပြောမယ်ဒါမှသူဘုရားဘာသာကိုယုံကြည်ပြီးတော့ဘုရားကိုတကယ်ကိုကြည်ညိုမြတ်လို့သွားတယ်ယူဆကြတယ်သူ့ကိုခရိယာညာစကရင်းဆိုကြတယ်ဘုရားအကြောင်းတော်ရေးပြီးခရစ်တော်အကြောင်းတော်မရေးဘူးဆိုတော့စကရင်းဆိုတော့သူခမရရေးရှာတယ် The Light of the World ဆိုတော့ဒါမှ popular မဖြစ်ဘူးသိမကြိုက်ကြဘူးလိပ်ပြမနိုးတော့ပေါ့လေဟိုမှာဘုရားအကြောင်းရေးတော့ကတော့လိပ်ပြတိတ်နိုးတော့အဲဒီမှာရတော်ရနဲ့ခွဲကနေလေးမှာပြောတာရတော်ရတဲ့မင်းတနေ့ကျရင်ဒီလိုအိပ်ပြောလို့မင်းပျော်တော့မှာပဲငါလည်းသိရမှာပဲတဲ့အဲဒီတော့ရတော်ရတဲ့မင်းနဲ့ငါနဲ့ကနှစ်ယောက်ကတယောက်ကိုတယောက်ချီတာလုံးလုံးမလို့ငါတို့ရဲ့နှုတ်ခမ်းအစုံနှလွာနှုတ်ခမ်းအစုံနှစ်စုံကိုဖိတ်ကပ်ပြီးတော့ခါလို့သိစီထားတော့လည်းပဲရတော်ရမင်းအချိန်ကာလကိုဘယ်လိုတားမလဲသိမင်းကိုဘယ်လိုတားမလဲမင်းနိုင်ငံနဲ့ခွဲရတယ်ငါမင်းကိုမခွဲနိုင်ဘူးဒါကြောင့်မို့လို့
တေမင်းမခွဲနိုင်တဲ့နေရာငါသွားရှာပြသည်ခိတ္တလောက်တော့တီးခါမှရတော်ရမင်းကငါနဲ့မခွဲရတဲ့နေရာသွားရှာပြသည်ဆိုအဲ့လိုတောထွက်သွားပြီးတော့မှနောက်ဆုံးမိမှဒုက္ခရစရိယာကျင့်နေဆိုတော့လေသူစဉ်းစားရလေတစ်ချက်တည်းဘာလို့သိရလဲသိချင်းအကြောင်းရင်းလာပါမွေးလာလို့ဒါလေးစဉ်းစားတာဒါဖြင့်မမွေးအောင်လုပ်လိုက်တော့မသေးတော့ဘူးပြန်မမွေးတဲ့နေရာရှိရမယ်ပြက်တာဘာကြောင့်ပြက်တယ်လဲဖြစ်လို့ပြက်တယ်မဖြစ်ရင်မပြက်ဘူးမဖြစ်အောင်လုပ်ဘုရားရှာတာအဲ့ဒါလေနိဗ္ဗာန်ဆိုတာအဲ့ဒါလေနိဗ္ဗာန်ဆိုတာတချို့ကဘုံလို့ထင်နေတယ်ဘုံမဟုတ်ဘူးမဖြစ်အောင်လုပ်ရတာမဖြစ်တော့လို့ရှိရင်ဒါနိဗ္ဗာန်ဒါပြီးသွားတာမပြတ်တော့မွေးလို့ရှိရင်မသေးတော့မွေးလည်းမသေးရမှာမမွေးရင်မသေးတော့မမွေးအောင်လုပ်လိုက်ပြန်မမွေးနဲ့ပြီးရောအဲ့ဒါနိဗ္ဗာန်သဘောပဲကျွန်တော်နားလဲတာဘုံမဟုတ်ထားလိုက်ပါတော့ကျွန်တော်ပြောတာအဲ့ဒီကြောင်းကျိုးဆင်ញင်မှုအကျိုးကိုတွေ့ရင်အကြောင်းကိုရှာရမှုအကြောင်းကိုတွေ့လို့ရှိရင်အကျိုးရှာရမှုအဲ့ဒီအကြောင်းကျိုးပြည့်တဲ့ဥစ္စာဒီပညာပဲအဲ့တော့ကျွန်တော်တို့ကတခါဆက်တော့ဘာဖြစ်လာလဲဆိုပညာဆိုတာဘာလဲကျွန်တော်ကပြောတဲ့ဥစ္စာကတော့ညင်လဲနဲ့လာပြီကျွန်တော်ခုပြောတဲ့ဥစ္စာတွေမှာကျွန်တော်ပြောစရာတွေပါဒီကျွန်တော်ပြောဥပါတယ်ရတာစာပြီးသဘောတွေပါဒီပြောဥပါတယ်ဒါမှကျွန်တော်အဲ့ဒါညီးငွေသွားပြီတိတ်မပြောရင်တော့ကြိုးကြောင်းဆင်နေတာပညာဆိုတာဘာလဲလူတွေက if you don't ask me I know if you ask me I don't know မင်းမမေးနဲ့ရှိရင်ငါသိနေတယ်မင်းမေးလိုက်ရင်ငါမသိတော့ဘူးလေဒါကျွန်တော်တို့ရဲ့လူတွေရဲ့ဖြစ်နေတဲ့အနေထားဒါပဲမမေးရင်သိတယ်မင်းရင်မသိတော့ဘာမစင်းလားလို့ကျွန်တော်အခုတော့အဲ့လိုပေါ့လေကလေးတွေပါတဲ့အခါကျကလေးတွေကိုကျွန်တော်အဲ့ဒီဟာကိုကျွန်တော်နှိုးပေးခြင်းခုဖြစ်နေတာကလေးတွေကမစင်းသားပဲနဲ့စာမအောင်နေကြတယ်ခုပြောလိုက်မယ်ခုစာမရေးအောင်လာတဲ့ဥစ္စာကျူရှင်နဲ့ကျူရှင်ဆရာနဲ့ဆရာမစီမှာကျူရှင်ယူလာနဲ့အဲ့ဒါနဲ့အောင်ပြီးတော့ဘာလုပ်လဲဆိုအလွတ်ကျက်ပြီးအောင်တဲ့အခါကျအောင်လာမို့အောင်လာတော့10ရန်းတော့အောင်လာမို့ကျက်ပြီးအောင်လာကျက်10ရန်းလာအဲ့ဒီဟိုဘက်ရောက်တဲ့အခါကျတော့10ရန်းအောင်လာအမှတ်ကလေးကောင်းတဲ့အခါကျကျက်မှုဟုတ်လားကျက်ကတူဒီလုံးကျက်နေဒီလုံးကျက်ဖြစ်ပြီကျက်ကတူအဲ့ဒီကနေနည်းနည်းအမှတ်ကောင်းတော့ကျက်မှုကျက်ကတူတပီလုံးအဲ့လိုလုပ်နေကြတာကျွန်တော်အဲ့ဒါကြောင့်ခွေးတွေကိုကျွန်တော်စိတ်ထဲမှာသူတို့အိုးနောက်ထဲမှာနည်းနည်းလေးပြန်ပြီးစဉ်းစားရအောင်ခုဖြစ်နေတာကခြေချင်းမြင့်မြင့်ကိုသိရတဲ့ဟာမရှိတော့ဘူးဥပမာ equation တစ်ခုရှိတယ်ဟုတ်လားအခရာတင်ချာတို့ကတော့ equation ဟောညီမရေးကိန်းနာပေါ့ညီမရေးကိန်းနာမှာဘယ်ဘက်ကကိန်းနာအနှုတ်ကိုညာဘက်ပြောင်းလိုက်အပေါင်းဖြစ်တယ်သူညာဘက်ပြောင်းလိုက်အပေါင်းဖြစ်တယ်လို့ထင်တယ်ဘာဖြစ်လို့အပေါင်းဖြစ်သွားရမှာလဲအဲ့ဒီခြေချင်းမြင့်မြင့်ကိုမသိဘူးဘာဖြစ်လို့အပေါင်းဖြစ်သွားတော့ဒီကနန်းရှိတဲ့ထဲအဲ့ဒီဓမ္မတူကဘယ်ဘက်ကြောင်းလဲအပေါင်းညာဘက်ကြောင်းလဲအနှုတ်ဟုတ်လားအနှုတ်ဒီညာဘက်ကြောင်းလဲအပေါင်းအဲ့ဘယ်ဘက်ကအပေါင်းကိုညာဘက်ကြောင်းလဲအပေါင်းညာဘက်ကအနှုတ်ကိုဘယ်ဘက်ကြောင်းလဲအပေါင်းအဲ့ဒါမျိုးကြီးဟာမှလည်းမသိအခြေမြစ်ကိုမသိဘူးကျွန်တော်တို့ကအဲ့ဒီလိုသိနေတဲ့သင်္นานကြီးကိုလည်းကျွန်တော်မကြိုက်ဘူးခရီးတွေအခြေချင်းမြင့်မစင်တော့ဘူးကျွန်တော်ကတော့အမှန်တမ်းပြန်စဉ်းစားရဲဆိုတာဘာလဲဆိုတာစဉ်းစားတယ်စဉ်းစားရဲဆိုတာဘာလဲဟောကျွန်တော်အဲ့လိုခါမျိုးပေါ့လေထားလိုက်ပါတော့ကျွန်တော်လျှောက်ပြောလို့ဖြစ်နေမှာအဲ့တော့လူကတိရစ္ဆာန်နဲ့တာတဲ့သုံးချက်ထဲမှာခொနကပြောကျိုးကြောင်းပညာရှိခြင်းအဲ့ဒါအရေးကြီးတယ်အဲ့ပညာဆိုတာဘာလဲဆိုတော့ရုပ်တရက်မပြောတတ်တော့ပညာသင်နေဆိုပါလေတိတ်မပြောရတော့ကျွန်တော်ပြောတဲ့ဥစ္စာနည်းနည်းသိခံကြတာကျွန်တော်တို့ကဒီဟိုဘာနာရှောတော်တော်ဘုန်းကြီးကသိရက်သက်တယ်ဘာနာရှောကြီးလူတွေဟာတဲ့စဉ်းစားရမှာကိုသိပါတဲ့ကြောက်တယ်
ဒါကြောင့်မို့လူများစုကမစင်စားပဲပေးနေကြတယ်သိရစက်တဲ့ဘုရားဒါမှမှန်တယ်သူပြောတာစဉ်းစားမှကြောက်ကြတယ်ထားတော့ကြိုက်ကောင်းတယ်ကျွန်တော်တခုတည်းကျွန်တော်ပြောတာဖြတ်ပြီးပြောနေတာကျွန်တော်တရားသတိထားကြည့်ပါကူးလင်ငယ်မွေးလာတဲ့ခွေးလေးတစ်ကောင်နဲ့လူလေးတစ်ယောက်ရဲ့ကလေးလေးတစ်ကောင်ပေါ့လူလေးတစ်ကောင်ရဲ့ခွေးလေးတစ်ကောင်ရဲ့ပြိုင်လူမွေးမယ်ဆိုတော့ဟိုဘက်ကလူလေးဥရဲ့ဒီဘက်ကခွေးလေးဥသူတို့မျိုးဗာများချတယ်ထင်တော့အတူတူပဲဇီရိုကစားအဲ့ဒီခွေလေးနဲ့လူလေးနဲ့အတူတူပဲမွေးချင်းမှာဘာမှမထူးသူတို့ဘာမှပါမလားဇီရိုပဲနှစ်ကောင်လုံးဒါမဲ့ခွေးလေးက2 နာရီ3 နာရီလောက်ဖြစ်တဲ့ခါကျတော့ခြေတော်ကလေးက4 ဘက်ပါတော့သူကထပြီးတော့မတ်တက်ရက်တော့မလို့ဘာလို့လှုပ်လာတယ်လူကအဲ့လိုမတတ်နိုင်6 လရှိတောင်မှမတ်တက်မရနိုင်ဘူးတောင်းငုတ်တို့လူငုတ်တို့6 လဆိုငုတ်တို့ပဲရှိသေးတယ်မထနိုင်ဘူးသူကသူမရနိုင်အဲ့6 လရှိတဲ့မှာဟိုခွေးကတောက်ပြီးတော့ပြီးပြီးတော့နေပြီလူလွန်ပြီးတော့ဟောင်းလိုက်တရားနဲ့ပြေးလာပြီသူကတဘာဝကသူ့ကိုပေးထားတာအဲ့လူကတော်တော်ကိုလေ့ကျင့်ရတယ်လေ့ကျင့်ရဆိုအဲ့6 လ9 လလောက်ကလေးကိုမုံပေးလို့ရှိရင်အဲ့မုံကိုပါဇက်ထဲထည့်တာတော့တက်အောင်မထည့်နိုင်ဘူးတောင်ချော်မြောက်ချော်ဖြစ်တယ်ဟိုခွေးကပြေးလို့ရတယ်တိတ်နောက်ကြတယ်လူကဒါမဲ့လို့သူကနောက်ကြတော့3 နှစ်လောက်ရှိတဲ့ခါကျမှသူကတောင်ပြေးမြောက်ပြေးနဲ့ပြေးပြီးတော့တခါကစားရတယ်အဲ့တော့ဒီကလေးတွေကတခါလေ့ကျရတာသူတို့လက်ကလေးတွေချစ်တော့ကလေးတွေကိုပြေးနိုင်သွားနိုင်အောင်ကစားကြရတယ်ထုတ်စီတိုးတန်ကစားမယ်ပြေးတန်းစမယ်ခမယ်စိတ်ပြေးတန်းကစားမယ်တယောက်ဖမ်းမယ်ဟုတ်လားခွေးလိုက်တန်းကစားမယ်ဒါလူတွေသူ့လက်ကိုချီကိုအကုန်လုံးကျင့်ရတာအဲ့ဒါလူတွေကကမင်းညောထားတယ်ပြောတာမဟုတ်ဘူးအဲ့လူကြီးကြတော့အားကစားတယ်တော့စိတ်ပြတ်ဖို့ကောင်းစဉ်းစားကြည့်ဟိုမှာလက်ရှိကိုလေ့ကျင့်နေရတာဒါကြောင့်မလို့ကျွန်တော်မူဂျိုမှာသာသင်တယ်ကျွန်တော်ကြိုက်ကိုမကြိုက်မူဂျိုမှာကာကြီးခါကိုတိတ်သိမနေပါနဲ့မလိုပါဘူးကလေးဆိုတဲ့ဥစ္စာမျိုးကမွေးလာတဲ့အခါမှာစလာရင်ကတိတ်ရေးကြည့်တဲ့ချက်ကဘာလဲဆိုတော့စัจ java လာတစ်ခုသုံးမှသူသာဘဟုသူသာအရေးကြီးဆုံးသူ့တပည့်သူသိတယ်စားရင်စားမစားရင်ငိုမယ်စားလို့ရှိရင်တော့ပစ္စည်းတစ်ခုရလို့ရှိရင်သူကင်မယ်ကြည့်မယ်အရေးကြီးဆုံးဖြစ်တဲ့ဥစ္စာအဲ့ဒီပစ္စည်းကိုစားကောင်းတာမစားကောင်းတာပါထားပါဇက်တဲ့တန်းထိုးမယ်ဒါအရေးကြီးဆုံးလေ့ကျင့်ကပါဇက်တဲ့ထည့်တဲ့ဟာလေအရေးကြီးဆုံးလေ့ကျင့်ကအဲ့ဒါသူလုပ်မယ်နောက်ကြတော့မှခလေးရင်းကတခါတည်းသူစီတာလည်းဘ ਹੁ ထားတယ်နောက်ကြခလေးကြီးတွေ့တော့အဲ့ဒီကစားကြလေးတစ်ခုတွေ့ပစ္စည်းလေးတွေ့ပြီဟိုကလေးကလူဒီကလေးကလူဟာအဲ့မှာမရရင်ငိုရောက်អော်ကြဟိတ်ကြဒါသူ့ကိုယ်သူဘ ਹੁ လုပ်တာနောက်ကြမှာအဲ့ခလေးနှစ်ယောက်ကစားနေရင်ကနေပြီးမှသူတို့ကအတူတူကစားမယ်ဆိုတာမျိုးဖြစ်လာတယ်။ဘာလို့ငါအပြင်သူလည်းရှိတယ်ဆိုတော့သူသိလာတယ်။အဲ့တော့မှအတူတူကစားတာအဲ့ဒါဒီမိုကရေစီရဲ့ပထမဆုံးအစပဲ။ငါလည်းမကဘူးသူလည်းရှိတယ်ဆိုတာသိတာ။အဲ့အာနာရှင်ကြတော့ငါသာလည်းရှိတယ်သူလည်းများရှိတယ်လို့သဘောမထားဘူး။အဲ့ဒီဥစ္စာစပြီးကြွားတာအဲ့ဒီကတော့ကလေးကြီးကစားတယ်စကွာကလေးကြီးအတူတူစားတယ်ဆိုတဲ့ကိစ္စပေါ်သေးသေးမှမဟုတ်ဘူးလေစဉ်းစားကြည့်ပါလားကလေးလှုပ်ထားတဲ့စီကန်းတွေနဲတာမှမဟုတ်လေထုတ်စီတိုးတယ်စီးဆွဲတယ်ခေါင်စီးဒါကိုမထိနဲ့ဒါကိုထိရင်ထမီဘူးလောင်နေတဲ့သူလှုပ်ထားမှလည်းမဘယ်ကလေးလှုပ်ထားမှလည်းထမီဘူးလှုပ်ထားတယ်ဆိုနောက်တစ်ခါကျတော့ဖမ်းလို့ရှိရင်ရှေ့ကဖမ်းမှမိတယ်နောက်ကဖမ်းရင်မမိဘူးဟိုကစီးလုံသွားမှနောက်ကနေမဖမ်းနဲ့မမိဘူးဒါတွေကလေးလုပ်တဲ့စီကံနေပဲအာဝဇ္ဇကောင်းတာကလေးတွေကသူတို့လှုပ်ထားတဲ့စီကံကိုသူတို့အများအားလိုက်လာယူသေးတယ်အာဝဇ္ဇလူကြီးတွေကကိုလှုပ်တဲ့စီကံလည်းကိုမလိုက်တော့တော်ကြရင်ဟုတ်လား
ယခုအမိန်ကြီးခင်ရင်းအားလုံးကိုပိတ်ဖြတ်ပြီးဖြစ်ရတယ်သွားပြီကိုစီကနေကုန်ပြီဒါခါရဲလူကြီးတွေရတာဟောပြီးကလေးတွေရဲ့စီကံကထုံစီစီကံခုရကြီးမပြတ်ဘူးဘယ်ကလေးကစားဆွဲရမှလည်းမသိဘူးဒါမှကလေးတိုင်းလိုက်ရတယ်ကျွန်တော်ပြောနေတာအဲ့တော့ပြောနေတာကလေးတွေကစားတယ်ဆိုတော့ရေးကြည့်တယ်ဒါမှခက်တဲ့ပုံကလူကြီးတွေကျွတ်တို့ရံခမရတို့မော်လမြိုင်တော့မသိဘူးကလေးကစားခွင့်နဲ့ပိတ်ပြီးတောင်လုံးပြောလို့လုပ်ပြတာမဟာမြန်အောက်ထိပ်မှာကလေးကစားကြီးမှတိတ်တော်တာရှိတယ်အခုတော့အဲ့ဒီမှာရဲတန်းအားကြီးဆောက်တယ်မြေနေကုန်းမှာပရိဒါသဝိစာလုပ်ပြတယ်ဟုတ်လားအဲ့မှာကစားခွင့်ကြီးတယ်ကလေးတွေကစားခွင့်ကြပိတ်ပြီးတောင်လုံးပြောလို့နဲ့လုပ်ပြတယ်လူကြီးကြတော့ကောက်ကွင်းဧကပေါင်းများစွာယူထားတယ်သူတို့ကြတော့အားကစားတယ်ကလေးတွေကြတော့ကမြင်းညောထားတယ်ဟုတ်လားကောက်ကွင်းအရာမကြီးလို့သူတို့အားကစားအမလီကောက်တုံနေတဲ့ပိုက်ဆံမဟုတ်သွားပြီးရဲရတာကားနဲ့သွားပြီးရဲအဲ့မှာသတင်းစာတွေပါသေးတယ်ခါတစ်ချက်ထဲကျင်းဝင်တစ်ချက်ထဲကျင်းဝင်တော့ဘာဖြစ်လဲစဘာအထွေတူလည်းထားပါတော့စိတ်ပြတ်ဖို့ကောင်းတယ်ရီးဖို့လည်းကောင်းတယ်ဟဲ့ရောမရှိဘူးလားဆိုမချက်ပါဘူးကွာဆိုဘာမှမတတ်နိုင်ကျွန်တော်ထားလိုက်ပါတော့ကျွန်တော်ပြောနေတာကပေါက်သွားတယ်ကျွန်တော်စိတ်ကတော့ချင်ပေါက်လာဒါကြောင့်ထွက်လာအဲပထမဆုံးကျိုးကြောင်းပညာကြည့်ခြင်းနောက်ပြီးတော့မှပါလာတယ်ဟောကိုကြီးတရားရှိတယ်အဲကိုကြီးတရားလူပဲရှိတယ်ဘယ်တိရစ္ဆာန်မှကိုကြီးတရားဆိုတာမရှိဘူးခွေးဆိုလို့ရှိရင်တော့ခေါ်လူစားဖို့လုပ်တာဆိုတာမစားဘူးရိုက်ထားတော့သူမှတ်မိတယ်ဒါသူ့ကိုကြီးတရားနဲ့မဆိုင်ဘူးလူပဲကိုကြီးတရားရှိတယ်ကြားတဲ့ကောင်ကသမင်ကောင်ကိုကြိုက်တယ်သမင်မတဲ့ကောင်ကိုကြိုက်စားကြတော့ကြိုက်စားကြတာဒါပဲပြီးအဲဒီသမင်မကြီးမှာသာသမီတွေရှိပါလိမ့်မယ်ဒုက္ခမြကလေးတွေမှာမိတဆိုးဖြစ်ရှာပဲဒါဒုက္ခိစ္စပေါ့ဒါမစင်သားဘူးလားစားတော့ကြစားပြီးရင်ထားပြခဲ့တာဘိုက်ပြီးသွားပြီသူဟာကျန်တဲ့အသားတွေပါလေဒါဆွဲကြီးထိုးလို့ခွေးစားတာသူလှဲ့ကိုမကြည့်တော့သူပဲဘိုက်ပါပေါ့ပြီးတာလူတစ်မျိုးပဲကိုစားလို့ဝါရတဲ့သူများစားတော့မကြက်အဲ့လူတစ်မျိုးပဲကိစ္စများပြီးရှုပ်တာအဲ့တော့ပြောချင်တာအဲ့ဒီကိုကြီးတရားဆိုတဲ့ကိစ္စကြတော့ဟောသူလည်းငါလိုပဲကျွန်တော်ကလေးနှစ်ယောက်ပြစားလို့ပေါ့ငါအပြင်သူရှိတယ်ဆိုပြီးသိလာတယ်အဲ့ဒီဆိုလူသားသားတဲ့အချက်ပဲနောက်တစ်ချက်ကဘယ်ဟာလဲဆိုတော့အလှပကိုခံစားရခြင်းဖန်တီးတာရှိတယ်ကျွန်တော်နောက်ဆုံးထည့်ခံတယ်ဒါမဲ့လောကကြီးမှာဒုက္ခဆိုတာအဲ့ဒါကျွန်တော်ထင်တာလေသူတို့ကတော့အဲ့လိုပြောထားတာပေါ့တစ်ကျိုးကြောင့်ပညာကြီးခြင်းနှစ်ကိုကြီးတရားရှိခြင်းသုံးအလှပကိုခံစားရခြင်းဖန်တီးတာချင်းအဲ့လိုဆိုတာဘာကျွန်တော်တပြည့်အပြောနေမယ်ဒီမကူပန်းနေထိုးတာတင်းထားတယ်အဲ့ဒါမရှိလေဖြစ်တာဘာလို့လုပ်တာတကယ်ပြောတာပါကျွန်တော်ဘယ်ဟာမှဆိုကျွန်တော်တို့ကနေရာကအဲ့မှာလှကြတယ်ကိုယ်ကလည်းလှကြတယ်လှတာကိုလည်းကြည့်တယ်လှတာကိုလည်းသဘောကျတယ်ဒီပန်းနေပါလေရှိမှပေါင်းပြီးခွင့်ပန်းနောက်ကမှရေးထားတဲ့ဥစ္စာစလုံးနေပါလေအယောင်နေပါလေတော်တော်ကောင်းတာဒီဟာကိုဘာလို့လုပ်တာလဲအမိုးပိုးကြီးထားပါတော့ပိုးလိုက်ပေါ့ဘာလို့ဆိုအပေါ်ကနှင်းလို့တော့မကြောက်အောင်လို့ဒီကရှိကအလိတ်လေးအတွန့်နေတယ်ဘာလုပ်တာလို့ဖြားရင်လည်းလုပ်ထားတာအကုန်လုံးကျတော့လုတ်သမျှအကုန်လုံးဖြားဖို့ကြီးစိတ်ထဲမှာစဉ်းစားအဲ့ဒီဥစ္စာကကျွန်တော်တို့လောကကိုဒုက္ခအပေးဆုံးဟာအဲ့ဒါလို့ထင်တာပဲကျွန်တော်ဖြစ်ကျွန်တော်လူလောကတော့ဒုက္ခအပေးဆုံးဟာသူပဲဟုတ်လားမိန်းကလေးတွေဆိုလည်းပဲစပင်းလေးဒီနားလေးချတယ်တကြိုင်တင်လိုက်တော်ကြိုင်ဒီလိုလေးတင်လိုက်ဒါလုံနာကျွန်တော်တက်ကလို့မှနေတဲ့ရကောင်မလေးတွေပါလေတွေ့တဲ့ခါနင်တို့ဟာလို့ဒီကတော်ကြိုင်လက်ကလေးတတ်တယ်တော်ကြိုင်လက်ဆမ်းမြနဲ့ညှက်ထားလိုက်လေပြီးတဲ့ကိစ္စတော့ဟုတ်တော်ကြိုင်ကြလိုက်တင်လိုက်ဟာဆရာလည်းအဲ့လိုကြအောင်လို့လုပ်ထားတာဟုတ်ဘာပြောမလို့ဘာမှပြောလို့မရတော့အဲ့လိုကြားစေချင်လို့ဒီလိုထားတဲ့ကိစ္စကိုဆရာလည်းပဲဟုတ်ဒါအဲ့ဒီဥစ္စာကိုလေကျွတ်တော့မကြိုက်ဘူးဆိုကြိုက်တယ်လားအဲကောင်မလေးလှတာပေါ်ကလှုပ်ထားလို့ရှိရင်ဘယ်လိုလှုပ်ထားလဲတ
ချို့ဆိုရင်မျက်တောင်လေးများကော့လာအစ်စ်လဲမဟုတ်ဘူးအတူလေးဒါပေမဲ့အဲ့ဒါကိုကျွတ်တော့လေသဘောကျတယ်ခက်ပုံကဆိုတော့အခုဆိုလို့ရှိရင် MRTV ဖိုးမှာတွေ့ပါလိမ့်မယ် fashion break ပေါ့လေကောင်မလေးတွေ fashion လေးတွေပါလိမ့်နေဟာဘယ်လိုဘာဘယ်လိုလက်အဲ့ဒီလက်မောင်းကလည်းဘယ်အထွက်လာမှမသိတခါလဲလက်ကလည်းအဲ့လိုဟာမျိုးနဲ့စုံးတာအဲ့ဒါကိုပိုက်ဆံကုန်ခမ်းပြီးတော့လွတ်တာအဲ့ fashion လုပ်ပေးတဲ့ဟာတွေကသမီး fashion လုပ်လိုက်ပါကြသူတို့တထေးဖြစ်နေတာဒါအဲ့တော့ပြောကျွန်တော်တို့ကအဲ့ဒါကိုလေကျွတ်တော့လည်းပဲအဲ့ဒေါ်ကြတာအဲ့ဒါလှတဲ့ဥစ္စာနောက်ကြတော့ဘာဖြစ်လာတယ်ဆိုတခါထပ်ပြီးတော့ဒီကိုယ်ပြောရတာစကားပြောတဲ့ဥစ္စာအပန်းအစဘာအစအဲ့လိုပေါ့ဗျာလီမမင်းတို့ပြည်ဆိုတာနဲ့မေမေလင်းကြီးနဲ့ဆိုတော့အတူတူပဲဒါပဲမေလင်းဆိုတော့ကြိုက်ဘူးဆဲတာဖြစ်သွားတယ်မင်းတို့ပြည်ဆိုတော့လူသားလားစကားဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကအဲ့ဒီဟာလည်းကြိုက်တယ်ကျွန်တော်ရောင်းသူဝယ်ဆိုအတန်တူတယ်တဲ့ခေါ်သူထူးသူအတန်တူတယ်တဲ့ညမရေးဆိုတော့ကြီးချင်းကအတူပဲဒီက၅ပေါက်နဲ့ခေါ်ဟိုကလည်း၅ပေါက်နဲ့ထူတယ်ကြီးချင်းသွားတူနေညမရေးဆိုတော့ညမဘာလို့တော့အဲ့လိုဖြစ်သွားတာရောင်းသူဝယ်သူအတန်တူတယ်မြေပဲလောဆိုခေါ်တယ်လို့လာပါဦးကြီးကြီးသွားတူမချိန်မနဲ့သွားတူတာပေါ့စီသူနောင်ဟိတ်အဲ့လိုဖြစ်သွားတာကျွန်တော်ရန်ကုန်အလုံထဲမှာနေခဲ့ပြီဌာနလမ်းထဲမှာအဲ့မှာတော့အလုံထဲမှာတာမယာကြီးရောက်တဲ့ကောင်ကိုလာလေးရှိတယ်တာမယာကြီးပဲရောက်တယ်သူကဘာမှလည်းမပါဘူးရှေ့မှာချင်းလေးတစ်လုံးနောက်မှချင်းလေးတစ်လုံးအဲ့ထဲမှာတာမယာကြီးအလုံးတစ်ဖက်ကိုချင်းတစ်လုံးလုံးကိုအစိတ်30လောက်ပါမှသိလည်းမလေးပါဘူးခပ်ပေါ်ပေါ်လေးပါလူတဘိုးလေးနဲ့ဆံပြီးလဲရောက်လာရောက်နေဆိုတော့သူကတာမယာကြီးရောက်လာရိုးမရောက်ဘူးများသူကအဲ့ကျွန်တော်ပြောတဲ့ဒီသူကအလင်္ကာတို့ပါညာတို့ပါအတန်အနေထားပါတယ်ကျွန်တော်မှတ်မိတယ်အဲ့ဒါကြီးရတယ်ခဏလာသူ့ဝဲနေတော့အလွတ်ရတာမယာသည်တစ်လုံးငါးပြားဆယ်ပြားကိုသုံးလုံးဝဲခြင်းဝဲလိုက်မဝဲခြင်းနေကြအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးဟာကျုပ်အဲ့ဒီကောင်မှခေါ်ဝဲနေရတယ်အဲ့ဒီကောင်ရိုးဆိုကြည့်ပါလားတာမယာသည်တစ်လုံးငါးပြားဆယ်ပြားကိုသုံးလုံးဝဲခြင်းဝဲလိုက်မဝဲခြင်းနေကြအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးဘယ်နဲ့လုပ်လဲခွေးသားရောင်းတာတာမယာကြီးအတန်းကချင်းစုပ်စုပ်နဲ့ပါထွက်ရရဆိုတော့ဟုတ်လားအဲ့ဒါမျိုးဖြစ်သွားကျွန်တော်တို့ကအဲ့လိုပေါ့အလားပါဒါအဲ့ဒါကိုကျွန်တော်တို့ကကြိုက်တယ်ကြိုက်တဲ့ခါကျတော့ကျွန်တော်အလားပါပိုင်းကိုကျွန်တော်ဘယ်လောက်ကြိုက်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ထည့်ပြောခြင်းလို့ပါကျွန်တော်လူတွေမှာအလားပါအဖန်စားဆုံးဆိုတာကျွန်တော်အဲ့ဒါပြောတာလူတွေမှာမိန်းကလေးတယောက်လှတယ်ဘယ်တော့လှသေပြီးအောင်လှဟုတ်လားခုနကတရားသဘောနဲ့ကြည့်လိုက်လို့ရှင်ဘာသွားဖြစ်မလဲပထဝီတေသောအာဘောဝါယောဝိနကန္နရတ္တဩဇာထက်ကလေးရှိပါဓာတ်ကြီး၄ပါးဘာမှဟုတ်လားအဲ့ဒီလိုကြည့်လို့ရလားကျွန်တော်လှတဲ့ဥစ္စာကြည့်ကိုကြည့်ကျင်တာကျွန်တော်တို့ကိုယ်တိုင်ကဖြစ်နေတာအဲ့ဒါကြောင့်မို့လို့ဒီခုနကာမဂုဏ်ပေါ့နောက်ဖွဲ့ခြင်းကာမဂုဏအဲ့ကာမရဲ့နောက်ဖွဲ့ခြင်းကာမဂုဏ်၅ပါးဟုတ်လားအဲ့ကာမဂုဏ်၅ပါးကသူ့ကိုနောက်ဖွဲ့ပြီးတော့ညာမြင်နာကြတာမွေးတာအတွေ့အထိရတာခင်မောင်ရင်ဆိုတဲ့ဒေါသကြီးဆိုရှင်းနေရတယ်မြင်နာရဲ့ကြားတာရဲ့မွေးတာရဲ့ရတာရဲ့ဟောမြင်နာရဲ့ကြားတာရဲ့မွေးတာရဲ့ရတာရဲ့အတွေ့ယူဟုသမျှရှောင်းငါရှာမယ်တခုလည်းပင်တောထွက်သွားမယ်တောသာရီပေါ့ကွယ်ဩငါကူအာယုံတွေပဲကာမဂုဏ်ညုတ်ကွင်းလူကင်းအောင်ကျွန်တော်ယုံတော့မယ်ဆိုတော့အဓိပ္ပာယ်ရှိတာမယုံနိုင်ဘူးဒါဗဇက်ကသာဆိုးနာဟုတ်လားမိတ်ကလေးမင်းသမီးလှတယ်ပါညအမလေးနှမလေးမျက်နှာဘလောက်ပဲဖြစ်နေထမီးအတွင်းကြည့်လိုက်ပြန်တော့တေးရဲနဲ့ဥသိဟောထမီးအတွင်းကြည့်လိုက်ပြန်တော့တေးရဲနဲ့ဥသိဒီသာလောမခြေသီးရစလက်သီးရစမျက်ချီရပွားတဲ့ဟေးတက္ကမလေးရဲ့ယုံစရာထ
ထွင်ဘုရားကသာပြောတယ်တကယ်ကြတော့မယုံနိုင်ဘူးအဲ့ဒီကုန်းကပြောတဲ့ကာမဂုဏ်ကိုမီးပြီးတော့မှကျွန်တော်အလှအပကိုဖွဲ့ကြရတာအလှအပလုပ်ရတာအဲ့ဒီကနေကြတော့နောက်ကြဖြစ်လာတော့ဇလန်းဆိုတာဖြစ်လာအဲ့ဇလန်းကြီးဖြစ်လာပြန်တယ်ယတ္တဆိုတာပေါ်လာပြန်ရောအဲ့ဒါပဲအဲ့ယတ္တဆိုတဲ့ဥစ္စာလည်းတော်တော်ကြွားကြတဲ့ကိစ္စကျွန်တော်တို့ကဘုရားဆိုတာခင်ဗျားတို့ခုကိုရီးယားကားတွေကြည့်တယ်အဲ့ပိတ်ကားပေါ်သို့မဟုတ်လို့ရှိရင်ဒီ screen ပေါ်လို့မျက်နှာပြင်ပေါ်ပေါ့ TV မျက်နှာပြင်ပေါ်မှာအယုတ်တွေကျွန်တော်ညာတိုင်းကျွန်တော်တို့အိမ်နဲ့ဒီလိုပဲအိမ်သားလည်းပဲအကုန်လုံးဒီကားပဲချိပါတော့ချီစီရဆိုတာပါဆိုမှမသိအဲ့ဒါလေးရှောက်ကြည့်ကျွန်တော်ခင်ဗျားတို့အဲ့ဒါပြန်ပြီးသိချာစဉ်းစားပြီးဖြေယူတာခင်ဗျားတို့အဲ့ဒါတကယ်ဖြစ်နေတာဆိုယုံသလားတကယ်ဖြစ်နေတယ်လို့ယုံသလားမယုံဘူးမယုံရင်ဘာကြောင့်မျက်ရည်လဲဟောယုံလို့ဟာဒုက္ခရောက်တယ်ကျတော့နှလုံးတစ်ပိုင်နဲ့ကတ်ရှုပ်နေတာဟာဒီကြောင်ကိုခန်းနေရတာအဲ့ဒါတွေကဘုမဆိုတော့ပွဲထဲမှာကြည့်တယ်မင်းသားနဲ့မင်းသမီးပေါ့မင်းသမီးကသေနေတကယ်သေတယ်လို့ယုံလားဘယ်ယုံလိုက်မလို့ကလကာချထတော့မယ်ကိစ္စကိုဒီတိုင်းပြက်လက်လှမ်းနေတာအသက်လေးရှူနေတာမင်းသားလို့တဲ့သူကလက်ထဲမှာပလတ်စတစ်ကလေးရုပ်ကလေးကိုပွေလိုက်လို့အဲ့ဒါကလေးအစ်စ်လားမဟုတ်မှန်းသိတာဦးအဲ့ဒီကလေးကငိုတာလားဟုတ်နောက်ကနေအော်ပေးနေတာကလေးကနောက်ကဒါသိတယ်ပြောင်းမယ်ခတ်တောင်ကြီးဖြစ်နေတာကျွန်တော်အဲ့မှာမင်းသားစပင်းလေးဖာရချလိုက်လို့ကလေးလေးကိုလက်ထက်ပွတ်လို့ဦးအမလေးတာရဲ့ချူစာရောထင်းနှခမ်းလေးတပြင်းပြင်းနဲ့အမလေးမစင်္ဂါကြီးမင်းရစလာကြီးလားတူသွားဖတ်တော့ကိုပြစ်သွားပြီလားအမလေးမစင်္ဂါရဲ့တာရဲ့တိတ်ပါအမလေးတာမင်းအမေစကဝါနှငုံကမင်းအမေစကဝါနှငုံကငဖျားဆုံးချုံမထွက်တာကြောင့်ငိုကြမောင်ကဲအမလေးငိုကြမောင်ကဲအမလေးမစင်္ဂါကြီးတူသွားဖတ်နေအောင်ထားကြည့်ပါဦးလားမစင်္ဂါရဲ့ဟာနောက်ကကြောင်ကန်းနဲ့မျက်ရည်လဲနေရငိုကြီးကြတော့ယုံလားမယုံရင်ဘာလို့မျက်ရည်လဲတော့ယုံလို့ရုပ်ရှင်များသွားကြည့်တဲ့ဥစ္စာများဟိုဒီမော်လမြိုင်ကအဲ့တော့ကျွန်တော်မော်လမြိုင်ကောလိပ်မှာလုပ်နေတုန်းပေါ့အဲ့ဒါတခါကြတော့ဒီအဲ့တော့မှဒီကတရားတွေပါတင်ဖာပြီးကျွန်တော်တို့ကဒီဘာနဲ့သွားတော့ကရုသင်္ဘောလေးနဲ့သွားရတယ်မုတ်တမောက်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့မိသားစီရတာအဲ့မှာသွားတော့အဲ့ဟောပေါ်မှာမုတ်တဘောမှာပဲအဲ့လက်ဖေးဆိုင်ကနောက်မီးပဲမှာလက်ဖေးဆိုင်တွေကရှိတာဟုတ်သင်္ဘောနောက်ပြီးအဲ့မှာလက်ဖေးဆိုင်သွားတော့ဘယ်သူနဲ့တွေ့သွားလဲဆိုဖိုးပါကြီးနဲ့တွေ့ကျွန်တော်ဖိုးပါကြီးနဲ့ကျွန်တော်လည်းမသိပါဘူးလက်ဖေးဆိုင်ကနေပြီးတော့ဆရာပါကြီးပဲလာတော့ကိုပါကြီးဆိုတဲ့ခါကျမော်လမြိုင်ကတငယ်ချင်းတွေပြောညာပြောတော့အဲ့မှာကျွန်တော်တခေါက်မဲ့လိုက်တယ်ကိုပါကြီးကျွန်တော်ခင်ဗျားမေးအောင်ဗျာခင်ဗျားဖိုးပြုံးချူလို့ကာမျိုးထပ်ပြီးရိုက်နိုင်အောင်လားမရိုက်နိုင်တော့ဘူးတက်တယ်လို့ကျုပ်လုံးနိုင်မှာပေါ့အဲ့ဖိုးပြုံးကျော်ပြောမနေနဲ့တော့သိကောင်းတာဗျာဟာနေ့လေကြောင်တော်ကြီးမှာမိမတွေမျက်ရည်တုပ်ပြီးထွက်ရတာအဲ့ကားပဲတဲ့တကယ်ကိုလေကောင်းတဲ့တကယ်ကောင်းတဲ့ကားပါအဲ့ဖိုးပြုံးချူဆိုတဲ့ကားဖိုးပါကြီးကလည်းသိကောင်းတာအမူအရာအဲ့ချက်မှာနောက်ဆုံးပြီးတဲ့ပြီးကြတော့မှအဲ့အလွန်စမ်းတဲ့သူသေးတဲ့အခန်းနဲ့တိမ့်သွားတာတိမ့်သွားတဲ့အခါဆိုတော့မိမတွေဆိုတာမျက်ရည်တစ်ရွှေရွှေနဲ့ဖြစ်တာမျက်လေကြီးရုပ်ရှိကြည့်ပြီးတော့နေ့လည်းပဲဖက်တဲ့ခါကျမျက်ရည်တုပ်ထွက်တယ်တကယ်ပြောတာဖိုးပါရွာတာပေါ့အမှန်ပဲကျွန်တော်အဲ့ဒါတွေပြန်စဉ်းစားတယ်စဉ်းစားတော့ယုံလားတကယ်ဖြစ်တယ်လို့ယုံလားမယုံဘူးမယုံရင်ဘာကြောင့်မျက်ရည်ကျလဲယုံလို့ဆိုတာပေါ်လာအဲ့ဒီမှာကျွန်တော်ပြောချင်တာကျွန်တော်ကလေးတွေကိုကျွန်တော်ပြောသလိုပဲပြောမှာယတ္တတင်ပေးတာပေါ့သူတို့အဲ့ယတ္တဆိုတာအဲ့ဒါပဲတကယ်အပြင်မှာလူသိရင်မင်းတို့ငိုချင်းငိုမယ်လို့ဒါမဲ့အဲ့ဒီငိုရတာကိုနှစ်သက်သလားလို့ဘယ်နှစ်သက်မလဲမင်းအဖေသိလို့ငိုတယ်အမေသိလို့ငိုတယ်
မင်းတကယ်ချင်းတယောက်သေးလို့ငိုရဲဆိုတော့မင်းငိုတဲ့ခါကျတော့မင်းမျက်ရည်ကျကြီးကြမှာပေါ့လို့မင်းတကယ်ချင်းတယောက်သေးသွားတယ်လို့သူ့မိငိုတဲ့ခါကျတော့တကယ်ချင်းကိုချစ်တာတေဖို့သူ့မိသနာလာပြောတယ်မျက်ရည်ကျတယ်မျက်ရည်ကျတယ်မကြောက်ဘူးလားကြားတာပေါ့ဆရာကြားတယ်အဲ့ဒီမှာခုနကမင်းအဲ့ဒီမျက်ရည်ကျတာနှစ်သက်တဲ့ဘောပါလားတိတ်ရေးကြည့်ဒီစကားတလုံးကအဲ့ဒီမျက်ရည်ကျတာနှစ်သက်တဲ့သဘောပါလားဟာဘယ်ပါလိမ့်မယ်ဆရာဝင်းနေကြရွယ်ရုပ်ရှိကြည့်ပြီးတော့မျက်ရည်ကျတာကြတော့အဲ့ဒါကြနှစ်သက်တဲ့သဘောပါအဲ့ဒါယတ္တပဲနှစ်သက်ခြင်းတွေကဖြစ်တော့ဝေဒနာထိတ်သွားတယ်လန့်သွားတယ်လန့်သွားပြီးအဲ့လန့်သွားတာကိုနှစ်သက်သွားတယ်ကျွန်တော်ဒါအငယ်ဆုံးကခုတော့ကြီးပါပြီလေစင်ကာပူရောက်အောင်မိမတွေကြီးတွေပါလိမ့်ရနေကျွန်တော်ဖုန်းအောင်အဲ့ဒီကောင်ကျွန်တော်ငယ်ငယ်တုန်းကရုပ်ရှင်သွားကြည့်တော့ကျွန်တော်စတန့်ကားပဲဗျအင်္ဂလိပ်ကားဘာကားမှတော့ရင်ကတော့မှတ်ပြီဗျခုတော့မေးသွားတယ်အဲ့လိုဒီကောင်ကဒီဘောင်းမတင်းထားလို့လည်းမရဘူးကျွန်တော်ပွေထားတယ်သူ့ကိုတခုံနဲ့ထားလို့ရှိရင်လည်းတခုံဝယ်လို့ရှိရင်လည်းသူကမမြင်ရဘူးမမြင်ကျွန်တော်ဘောင်းမတင်းကြည့်ရတယ်ဘောင်းမတင်းကြည့်တော့ကလဟိုင်းကိုသူကလည်းသွားရှော့သွားလိုက်ပြန်တင်လိုက်ရှော့သွားလိုက်ပြန်တင်လိုက်အဲ့လိုလုပ်ရတော့ဗျာဒီနေ့ခါအဲ့ထက်မှာတွဲထိတ်ရင်ဖို့ပဲလေတစ်ထပ်ပြစ်တဲ့ခါမှာကောင်းဝိုင်ကားတစ်ခုပဲကျွန်တော်မှတ်မိတာတော်တော်ကောင်းပါလေကားကျွန်တော်အဲ့ဒီလုံနေကနေပြီးတော့အဲ့သူ့ကိုပွေပြီးဆွဲတယ်လိုက်တော့အဲ့ဒီကောင်းဝိုင်ကနောက်ဆုံးအခါမှာဒီကောင်ရင်မကုတ်ကိုကျွန်တော်အမှတ်မထည့်ကြလိုက်ပါဒိဋ္ဌိနဲ့ဖြစ်နေထိတ်နေတာဟာဒီကောင်ဒိဋ္ဌိပါလားဆိုဒါနဲ့ကျွန်တော်မတင်ကားလို့ကိုယ်ရင်မကိုဆိုင်တော့ကိုလည်းဒိဋ္ဌိဖြစ်နေပါလေကိုရီးယားကားမိတ်ဆွေတွေသိဆွဲတာအဲ့အခွေဝဲပြီးတော့မှအိမ်မှာထားပြီးပြန်ထပ်ကြည့်ရတယ်ကြိုက်လုံးတော့ဘုရားဘာကြောင့်ကြိုက်လဲခုနကပြောတယ်ဂေမဟုတ်မှသိရပြီမဲ့လို့နှစ်သက်နေတဲ့ဘောအဲ့ဒါယတ္တပဲအဲ့ဒီခုနကပြောတယ်ယတ္တဆိုတဲ့ကိစ္စအဲ့ဒီယတ္တပေါ်ကြတဲ့ခါကျတော့ဝိတုတွေရှင်တယ်ဝိတုရေးတယ်ဝိတုပတ်တယ်စာဖတ်တယ်ဆိုမဲ့လို့ခမရစာအုပ်မမြင်ဘူးနော်ခမရစာအုပ်မမြင်ဘူးစာပြောက်နေတယ်ဥမာခင်ကြော့သည်ထိုချင်းနေပင်ပသိလီနဲ့ထွက်လာပြီလှပ်ဖေကသူ့ကိုလှမ်းလို့မြင်လိုက်တယ်ဟုတ်လားအဲ့ဒါလှပ်ဖေကိုမြင်နေတယ်ခင်ကြော့ကိုမြင်နေတယ်စာကိုပြောင်းခင်ကျွန်တော်အောင်ဖို့တော်ကောင်းတာရုပ်ရှင်ကြည့်တာမှအယုတ်များတယ်ဟိုစာဖတ်တဲ့ဥစ္စာကျဘာမှမမြင်ရတာမဟုတ်စာလုံးမဲ့မရဒါမှစိတ်မျက်စိနဲ့ကြည့်နေသူကအဲ့ဒီယတ္တကိုခံဖို့ဒီဘလို့အတွက်ကဇလန်းဖန်တာအဲ့တော့ဇလန်းဆိုတာဘာလဲဆိုတဲ့ခါကျတော့ဇလန်းဆိုတာပြန်စဉ်းစားကြည့်တဲ့ခါကျတော့ဘာမှသိမှုပြရဒီမှာဇလန်းကိုသွတ်မဲ့တယ်ဆိုတဲ့ဥစ္စာကမချစ်မရဲဖြစ်လာလေအဲ့ဇလန်းကိုကြိုက်လေဒီပဲအဲ့မချစ်မရဲဖြစ်လာအောင်ဘာလဲလုပ်ရလဲဆိုတော့အားပြိုင်မှုထားပြရတယ်ဇာလိုက်မင်းသားနဲ့မင်းသမီးနဲ့ကြိုက်တယ်မကြိုက်ဘူးဆိုတာမျိုးတွေဟုတ်လားခုနကဇာလိုက်မင်းသားနဲ့လူဆိုးနဲ့လူချမ်းနဲ့ပေါ့ဗီလိန်ပေါ့သူနဲ့တယောက်ပေါင်းပြီးပြိုင်ပြီးပိုးတဲ့အခါမှာတယောက်ကိုတယောက်အကောက်ကျန်တာတွေထိုးမဲ့တမ်းမဲ့ဖြစ်တာတိုက်တခါခိုက်တာတွေအဲ့ဒါဖြစ်သွားတယ်ဆိုတာအဲ့ဒီလိုဖြစ်လာမှသူကကြိုက်တာအဲ့အတိုက်ခံမှာပါလို့ရှိရင်အားပြိုင်မှုမပါရင်ဇာလန်းမကောင်းတော့ဘူးဟိုမှာလက်ဖိနဲ့မျက်မေဆိုတော့လက်ဖိကမျက်မေကိုမုံဝဲမြဲလေးတစ်ချက်ကြည့်လိုက်တယ်ထို့နောက်မုံဝဲမြဲလေးတိုင်းနဲ့မမျက်မေကျွန်တော်ခမည်းကိုချစ်နေပြီဩကိုရဖေရဲ့ကျွန်မကလည်းရှင်းပြောဆောင်တာဒါဖြစ်သူယူရလို့လားကောင်းတာပဲယူရလို့ဒီလိုနဲ့လှပ်ဖိနဲ့မျက်မေတို့ညာသွားလိမ့်ဆိုဖာတော့ကဒီဝိထုကဘယ်သူမှမကြိုက်ဘူးဘာကြောင့်လဲဆိုတော့သူကအားပြိုင်မှုမပါဘူးလှဖေကမျက်မေကိုမွေးဝင်းကြည့်လိုက်ပြီဘာမျက်မေကျွန်တော်ခမည်းကိုချစ်နေခက်လောင်ဆောင်မျက်နှာမျိုးနဲ့မျက်မေကလှည့်တယ်ရှင်ကကျွန်မကိုချစ်တယ်ဟာလားရှင်ကိုအမေယုံနဲ့ဟင်းအိုးမအာမနာလို့ပြောရင်ရှင်စိတ်ဆိုးလိမ့်မယ်နော်ဘာမျက်မေဒီလောက်တော့မပြောသင့်ပါဘူးဒါဆိုနည်းနည်းစိတ်ဝင်စားထို့နောက်ကောင်းပါပြီမမျက်မေမာနာကိုကျွန်တော်နားလဲပါပြီတစ်ဖက်လှည့်သွားလိုက်ခြေလမ်းသုံးလေးလမ်းလှမ်းပြီးတော့မှ
လက်ဖက်ရစက်ခနဲ့လှဲ့မမြတ်မီခမရဲ့မာနကိုကျွန်တော်သိပါပြီကောင်းပါပြီကျွန်တော်နားလဲပါပြီကျွန်တော်စိတ်ကိုလည်းဆုံးဖြတ်ပြရည်မမြတ်မီကိုကျွန်တော်ချီမဆိုတော့တက်ထွက်သွားပြီးတော့မှဒီကောင်ကတိတ်ကြိုးစားတယ်ကြိုးစားလို့မလို့တခါတည်းဆယ်တန်းနေပါလိမ့်မှာဂုံလူတွေပါနေအောင်ပြီးတော့မှရှားဝန်တွေပါလိမ့်ဖြစ်ပြီးတော့နောက်ဆုံးမိမ့်မှာနိုင်ငံညာတွေပါလိမ့်တော့သွားပါနိုင်ငံညာဘွဲတွေပါလိမ့်ပြန်လာတယ်အဲ့ပြန်လာတဲ့ခါကျတော့မှဥမာဆိုတော့သူနဲ့တွေ့တဲ့ဥစ္စာမှာမမြတ်မေကအမှန်မထင်နေတာတောင်မှသူ့မေကြီးကနေမောင်လာဖေတို့များအတီတို့အိမ်တော်မလာတော့လာလာဒီနေ့မှတောင်မင်းမမြတ်မေကပြောနေတယ်မင်းကြောင့်ဒါတွေဖြစ်လာအဲ့ဒါဖြစ်လာတယ်ဆိုလည်းမဆိုးဘူးကောင်းပါပြီမမြတ်မေခမရမာနကိုကျွန်တော်နားလဲပါလက်ဖျားခြာကနေလှည့်ဖြစ်လိုက်ခြေလမ်း၄၅လောက်ဆမ်းပြီးမှမမြတ်မေခမရဒီလူပြောတဲ့အတွက်တနေ့ကျကျုပ်ရှိမှဒုတုတ်နေရဆိုမှကျုပ်သွားမယ်ဒါပဲခဲ့တော့ကျောင်းဆိုစိတ်သွားတယ်ဒါမှနောက်9ရက်လောက်ရှိတဲ့ကကြာဒီကောင်ကဘုန်းကြီးဝေပြီးပြန်လာတယ်ဘယ်နဲ့တော့မမြတ်မေကျုပ်ရှိမှဒုတုတ်နေရပြီမို့လားအဲဒီကြတော့ဟာသာဝတ္ထုဖြစ်သွားတာပေါ့အဲဒီလိုပဲမော်ဝတ္ထုတွေစုံဝတ္ထုတွေလည်းဒီလိုပဲမဖဲဝါဆိုဆုံးမကဝေးမကြီးရဲ့ဆရာမင်းနဲ့ရင်ဆိုင်တွေ့တယ်ဆရာမင်းကပြောလိုက်တယ်မိဖဲဝါနေငါတို့လမ်းကိုမရှုပ်နဲ့နော်နင်းလားနင်းသွားအမလေးဆရာကြီးရဲ့ဘယ်လိုလုပ်မဖဲတော့ဘာလုပ်နိုင်တော့ဆရာမင်းမျက်နှာပြစ်သွားတယ်ထို့နောက်ဆရာမင်းအင်းတစ်ချက်ကိုရွက်ပြီးတော့နှုတ်ခမ်းနာနဲ့သုံးပြရွတ်ပြီးတော့လှမ်းပေါက်လိုက်တယ်မဖဲကတဟားရဲဟာငမြဲနင်းစွန့်တာပဲလားဒီသွေးဝင်သွေးကိုရဘာလို့အောင်ခလေးကစားဖို့လားဟင်ငမြဲပြန်ဟာနောက်တစ်ချက်ပေါက်လိုက်တယ်မဖဲကအပြုံးမပြည့်ရဲလေးရဲ့နောက်ကြတော့သူ့တို့ရဲ့ကိုဆက်လိုက်မောင်ကြီးရှာကြီးဟိုဘက်ကစိတ်အိမ်ငါစီပေးလိုက်စမ်းစိတ်ကိုထွက်တယ်သုံးထုထွက်တယ်ထုတ်ပြီးတော့မဖဲဝါဆိုလှမ်းပြီးတော့ပဇာနာတစ်ခုလုပ်ပြီးတော့မဖဲဝါလှမ်းပေါ်တယ်အုံးဝင်နဲ့မြည်ပြီးတော့မိတော့ကြီးတောက်ပြီးတော့အကုန်လုံးအားပြောပါနောက်ကြတော့မိတော့ကြီးတဲ့မိကိုကြီးကြာသွားကြည့်တော့ဒေါ်ဖဲဝါပြည့်တန်ရဲနဲ့လဲအဲ့ဒီတော့မောင်အေးရမိတယ်ဆရာကြီးကိုတော့မှပြလိုက်တာဘာအင်းတို့အင်းမဟုတ်ဘူးကွာအဲ့ဒါလက်ပြဘုံဟုတ်လားအဲ့တော့ဒါမဲ့စိတ်ဝင်စားဖို့ကောင်းတာဘာကြောင့်ဆိုအားပြိုင်မှုကြောင့်စိတ်ဝင်စားတော့ကောင်းတာအဲ့ဒီအားပြိုင်မှုဘာကြောင့်ကျွန်တော်တို့ကြိုက်ကြလဲအဲ့ဒါပြောလို့ကိုမရဘူးဗီဇမွေးရပါစားဒီလို့ထင်တယ်ခလေးပေါက်စားတယ်ဒီအားပြိုင်မှုကိုစကြိုက်တယ်တခုမရအောင်ဆွဲရလို့ဘာလို့ရလို့ဒါသူအားပြိုင်မှုအဲ့ဒီအားပြိုင်မှုကိုကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခုခေတ်ကြီးမှာဘောလုံးပွဲတွေခေတ်စားနာအားပြိုင်တာခင်ဗျာဘောလုံးပွဲကိုသေချာစဉ်းစားကြည့်ရင်တော်ရည်စရာကောင်းတဲ့ပွဲအလုံးလေးတစ်လောက်ကလေးကိုခင်ဗျာဝိုင်းချီတောင်းနဲ့ကန်တာဟိုဘက်ကဂိုးဒီဘက်ကဂိုးထူသူ့ပေါက်တဲ့ဝင်အောင်ပြန်ကိုယ့်ပေါက်မွေးစီးနဲ့တားတာဒါလုံတာဒါမှကြိုက်မကြိုက်ဘူးလားကြိုက်လို့ဘောလုံးပွဲလောင်းစကားတွေကခဏဖမ်းနေတယ်ခုတည်းထိအဲ့ဘောလုံးနှလုံးသုံးလုံးတစ်လုံးဆိုတယ်အဲ့မှာတစ်လုံးလုံးလောင်းပွဲတွေကလက်ရှိအစိုးရဖမ်းလို့မဆုံးပဲဖြစ်ရန်ကုန်မှာလည်းဒီတိုင်းပဲအဲ့ဒီဥစ္စာအခုဆိုလို့ရှိရင်ကမ္ဘာဘောလုံးပွဲတွေကိုတခါလဲ TV ကနေပြတယ်ဆိုတာအဲ့ဒါဆိုဝိုင်းခဲနေတာပဲအဲ့ဒါခမရတို့ခင်မလို့ကျိုးတို့ငယ်ငယ်တုန်းကခက်ကြ TV လည်းမရှိဘာမှမရှိဘူးဘောလုံးပွဲဆိုလို့ရှိရင်ကိုကရန်ကုန်ဘောလုံးပွဲသွားကြည့်နေတာပေါ့ဖိုက်ဆိုင်ပေးတာတဲ့လူတိုးတာကိုတိတ်မတိုးနိုင်ဘူးသွားလည်းမကြည့်နိုင်တော့ရေဒီယိုနားဆောင်ရတယ်ကျွန်တော်မှတ်မိသေးတယ်ကျွန်တော်မကွေးတိုင်းပေါ့တောင်ရင်းကြီးဆိုမကွေးတိုင်းကမကွေးတိုင်းနဲ့ပဲခူးနဲ့ဖိုင်နဲ့ချရတော့မယ်အောက်ပိုင်းရောက်တဲ့ခါကျမသွားကြည့်ရတယ်
ကိုယ့်ကိုတယောက်တည်းရေရွေးရှိတာကိုယ့်ဒါမှတယောက်တည်းနားဆောင်နေတော့ပြင်းစရာကောင်းတယ်အဲ့တော့ဘာလုပ်လဲကျွန်တော်သွားတယ်လက်ဖေးဆိုင်ဆေးလေးတူလေးတူနဲ့ဓမီကြီးကလေးကြိုင်ရောဆေးလေးတစ်ပေါ်နဲ့လက်ဖေးတော့တစ်ခွက်မှတောက်တော့မို့အဲ့ကြည်လေးများနေထိုင်တောက်ပြီးတော့အဲ့ဘောလုံးပဲနားထောင်ရဘာနားထောင်ဘာထုလို့လဲတော်တော်ရှိမှာခင်ဗျာဒီနေ့ဆိုလို့ရှိရင်မကွေးတိုင်းနဲ့ပဲခူးတိုင်းတို့အပြိုင်ဆိုင်အကြီးကျယ်ရှင်ကြရမယ်ပွဲပေါ့ဗျာပွဲရတယ်အင်မတန်ကောင်းတော့မိုးကလည်းမရွာပဲနဲ့မိုးလေးကလည်းအုပ်လို့မိုးလည်းမရွာပဲနဲ့ဆိုတော့အလုံးရာသီဥတုလည်းအားကစားမှများအကြိုက်ပေါ့ခင်ဗျာကျွန်တော်အခုဆိုလို့ရှိရင်အထုတမ်းပဲမှာဆိုလို့ရှိရင်လူတွေကိုပြည့်ညက်နေတာပဲခင်ဗျာဘုန်းတော်ကြီးများတော့လာအားပေးရတယ်ဘူးဆိုရင်ကျွန်တော်ပွဲစားဖို့ချိန်နီးပြီခုတော့ဒိုင်လူကြီးဥလာမောင်ငါလည်းပဲဒါရီတကြီးကြီးနဲ့ပေါ့ခင်စားတော့မယ်ကျွန်တော်ခုဆိုလို့ရှိရင်ဘောလုံးကိုမဝေးတိုင်းကစကားမယ်ဒါကြောင့်မလို့မဝေးတိုင်းရှစ်တန်းအလဲလူတင်ဖေးဘောလုံးလေးကိုခြေထောက်လေးနဲ့တေးပြီးတော့အသာလေးအသစ်ဆောက်ဘောလုံးမစပြီခင်ဗျာခုစလိုက်တယ်ဆိုရင်တင်ဖေးနောက်စားပြီးတော့ပြန်ပြီးတော့ပေးတယ်ပေးလိုက်တဲ့အခါအေးမြင့်ရတဲ့ဥစ္စာယူရဲဥစ္စာရွက်ကဖြစ်တယ်ဘယ်ရောက်ကအေးမြင့်စီပါသွားတယ်ခင်ဗျာအေးမြင့်ကလှမ်းပြီးတော့ပို့တယ်ခင်ဗျာညာတောင်ပန်ကဝင်းဖေးစီပို့တယ်ဆိုဝင်းဖေးလိုက်တယ်ဒါမှခင်ဗျာဘောလုံးကနည်းနည်းလွန်သွားတော့များသွားတော့အထူးတန်းရှိနေမှာဘေးတော်ဘောဖြစ်သွားတယ်ခင်ဗျာအဲ့ဒါကျွန်တော်ဘကိုးကမြောက်အောင်ဘကိုးကစိန်မောင်းတက်လာတယ်ရှေ့ကိုတဲတယ်လက်ပြလှမ်းပြီးတော့ပြစ်ပေးတယ်ရတယ်ပြစ်တယ်ရတယ်ခင်ဗျာဟာတော်တော်ကောင်းတယ်မပြောက်သွားပြီဆွဲလာပြီလှမ်းပြီးတော့ပေးတယ်ဟိုကောင်ကချီမောက်တင်းမောက်ကြီးလာလှမ်းပြီးတော့ပို့တယ်ဂိုးရှိမှပြောလာတယ်ကြည့်လိုက်ရှုပ်ချက်ခံရပါခင်ဗျာအမလေးရှုပ်ပြီဟာကောင်းလိုက်တာခင်ဗျာဒါမှမကူကဂွေတော်မှလည်းတော်တော်ကိုကောင်းပါခင်ဗျာကိုယ်ကလည်းပေါ်ရင်းနေရတယ်ဂွေကဂိုးမှတော့မကူကဂွေတော်မှလည်းအဲ့လိုဖြစ်ကုန်တယ်ပြုလို့လည်းဒီအစိတ်ကိုမိရှိပြီးမကြည့်နဲ့အဲ့ဒါပါလေဆိုအားတယ်သူအဲ့ဒီအားတယ်သူရွေးကြိတ်အဲ့ဟာလည်းကောင်းတယ်အဲ့ဒါအခုကျွန်တော်တို့ကအဲ့ဒီအားကစားတွေသိပြီးကံရပြုကြတစ်ဖက်နဲ့တစ်ဖက်ကြိုက်ကြဖြစ်လို့ဒီအဲ့ဒါအဲ့ဒီအားတယ်ကိုအဲ့မှာအားချက်သွားတဲ့အခါကျတော့စိတ်ကြိုက်နေရတယ်အဲ့ဒီစိတ်မဖြစ်စေရရင်အားတယ်မှုကလည်းအားကစားတွေနဲ့အပြန်ဆိုင်လုပ်နေတယ်ဖြစ်မှုလဲပါသွားတယ်ဒါကျွန်တော်တို့ရဲ့ဒီသားထဲမှာသူ့ထဲမှာပါလာတဲ့ဒီအားတယ်မှုတွေကလည်းကျွန်တော်တို့တိရစ္ဆာန်တွေဆိုတာဒီလူဟာတဲ့ personality နဲ့ animality ဆိုတာ personality ဆိုတော့ကြောက်နေနေတဲ့ဉာဏ်နဲ့တိရစ္ဆာန်တွေနဲ့ပေါင်းတာလူဟာကျွန်တော်ကကြောက်နေဉာဏ်သိရှိတယ်ကိုယ်ကကိုယ်ကြီးရရှိတယ်အဲ့ဒီကိုယ်ကြီးကြားထဲမှာဘာပါလဲဆိုတော့ကျွန်တော်ထဲမှာတိရစ္ဆာန်တွေကအများကြီးပါအဲ့ဒီဥစ္စာတွေပါအဲ့ဒါမှဘုရားကဇာတိကြီးပါလာတော့အဘေကူပါလာတယ်ဖြစ်တဲ့ကင်းတဲ့ဆိုပြီးပါလာတယ်အဲ့ဒီတကယ်လည်းမဟုတ်ဘဲနဲ့စာအုပ်ထဲမှာပါလဲတော့ဇာတိကိုဝေကြိုက်တာအဲ့ဒီမှာပုံပြောရဆိုရင်ဒါလည်းမဟုတ်ကျွန်တော်ဘာကြီးလဲဒီဇာတ်တော်မှာတွေ့တယ်ကျွန်တော်တို့ခါလာပြီးပြီမင်းတို့စာရေးရဲ့လို့ရှိရင်မင်းတို့ကလူချင်းကြီးအောင်စာအုပ်တွေကိုတောက်ပွင့်ကြောက်ဝယ်တယ်ကြီးရဲ့ဒီကကိုလည်းဖတ်တာမဟုတ်ဘူးလို့အဲ့တော့တကယ်လို့မှဆိုရုပ်ပြလုံးကြီးရှိတယ်အပတ်ချင်းရှိကြတယ်ပေါ့နောက်သားချင်းရှိတယ်အဲ့ဒီရုပ်ပြတွေကိုထားပါလို့ခရီးတွေဖတ်ပါစီခရီးဆိုတော့ရုပ်ပြသိတိုက်တာစာမပြတ်ဖဲနဲ့စာဖတ်တယ်လို့တကယ်ကျွန်တော်တကယ်ပြောတာခင်ဗျားတို့ဒီစာထဲမှာစာဖတ်တယ်မဖြစ်နဲ့ဟုတ်ရုပ်ပြကောင်းလို့ရှိတယ်ခရီးကစာဖတ်နေတာသူ့စိတ်ကူးနဲ့သူဇာတ်ဆင်တော့ဒါမချဘူးအဲ့မှာခရီးအဲ့ဒီဒီစာရတကယ်ဝါဒနာပါတော့စာဝင်တက်ရှင်အဲ့ရုပ်ရတဲ့စာတက်ရှင်တော့အဲ့ရုပ်ရအစလုပ်ရတယ်လို့အဲ့စာရဲ့ဖြီတော်နဲ့ခရီးဆိုတော့ပြောတာတတိယရတယ်အကျဉ်းဆုံးပြီပဲမင်းတို့ခရီးဒီကလာမှာဆင်းရဲတာကလေးရုပ်ရဖတ်တယ်ဟောတော့ငါးနှစ်ဆိုလူကြီးဖြစ်ပြီ15နှစ်သာဆက်ကြမလားဖြစ်ပြီအဲ့ဒီဥစ္စာအဲ့ဒါစိတ်အလုံးဝင်လာပါလေပြောရတယ်အဲ့ဒီမှာအဲ့စာရေးဒီပါဒီမှာလည်းအဲ့စာရေးဒီပါဒီမှာခုကျွန်တော်ဒီပွဲကြီးပဲပြောတာသိကြိုက်ပါရဲ့ကောင်းပါဒါပေမဲ့အဲ့ဒီကောင်းတယ်လို့ဆိုပွဲကြီးကြီးလေးနဲ့စာရေးရည်ဖြစ်ဖို့ရက်ွက်တဲ့စာရေးရည်အောင်
ဘန်းတိုင်းဆိုင်တဲ့ရှိအောင်အဲ့လိုရှိတယ်ပြုလို့တယ်ဒီထိုးပြောပဲဆိုတော့ခဏကြီးခါပေါ်ပြီးပြန်တော့ဘာမှသိနေရရှိတာမဟုတ်ဘူး။ဒါမှပြောရတာကမိလာကျန်တော့ပေါ့။ဒါမှအရေးကြီးတာကလေးတွေဝေးရမယ်။အဲ့ဒါသာခကလေးအဖတ်တာဟုတ်ပါ။အလိမ္မာသာမရှိဖမ်းလာတယ်။တို့အသက်40ကျော်မလိမ္မာဘာသာတော့မလိမ္မာတော့ဘူးအဲ့ဒါ။ဘာမှပြောလဲမပြောဘူး။လူကြီးတွေကပြောလဲတဲ့ကလေးတွေပြောလဲရမှာ။ကလေးတွေစိုက်လိုက်ကရှိရရှိလို့ရှိရင်အဲ့ကလေးကသာတိုင်းရင်းနေတော်လို့ဘာဖြစ်လို့သူ့ဘာသူသိကူးနေပဲလို့ခံနေတယ်။သမဘာတဲ့တဲ့ပြိဿမတဲ့ဒီလိုတော့ဆက်တကယ်အတွေ့ကကျွန်တော်သုံးနှစ်အရွယ်ကလေးကြီးသမတဲ့အားလည်းမဟုတ်ဒါပေမဲ့အယုတ်ရတဲ့ဆောင်တော့အယုတ်ရေးတယ်ဆိုတော့တော်လို့လုပ်တယ်အယုတ်ရေးတဲ့လူတိုင်းတို့ရေးပြရတယ်ဥပမာမန္တလေးရဲ့ဒီနေ့မှာဈေးကိုသွားတယ်တော့မှလမ်းမှာသူ့တကယ်ကြီးနေဖြစ်တဲ့ကြောင်လေးရဲ့ခွေးလေးရဲ့သူတို့ကလည်းဝိုင်းပြီးနှုတ်ဆက်ကြတယ်ဘယ်သွားမှလည်းဘေးရဲ့အာညာဆိုတော့ဘေးရဲ့ပုံစံမျိုးတွေပါပြီးရေးပြီးအဲ့ဒီအယုတ်ကိုအောက်ကစာလုံးမှမပါဘူးအဲ့ဒီအယုတ်ကိုခြံကြည့်နေတော်ကြမ်းကြမ်းလိုက်ဒီစာအုပ်ကိုကြည့်လို့မဟုတ်ဘူးတစ်ခါကြည့်ရင်သူ့မှာဇာလန်တစ်မျိုးတွေ့သူ့စိတ်ကို imagination ခေါ်အဲ့ခရီးရောက်ရဲ့စိတ်ကူးစိတ်ကသွားနိုင်အောင်အဲ့ဒါလုပ်ပြရတယ်ခင်ဗျားတို့ကျွန်တော်ပြောတာဒီပွဲတော်ကြည့်ပါလေတိုင်းဆိုင်ဒီမှာနည်းတော့ကျွန်တော်ကိုကြည့်ဆိုင်ဒါကြတော့ရှိမှာဟုတ်လားဟုတ်ပါတန်ဖိုးကြည့်ပါကျွန်တော်ကျေးဇူးတင်ပါကျွန်တော်ခိတ်တယ်ကျေးဇူးတင်ဒါနဲ့ခင်ဗျာအဲ့ဒီဥစ္စာကဝေပုံထားပြီးတိုင်းတဲ့ခုဆောက်ဖို့ကောင်းတယ်အိမ်တော်စုတစ်ခုဟုတ်လားတလားလို့လက်ပေးတစ်ခုပုံပေးဖို့စာရေးတဲ့ကူတော့ထားသုံးကောင်းလေးတော့စနေဝင်နေစာရေးတဲ့ကူကစာရေးတဲ့ကူမရှိလို့ရှိရင်အဲ့ဒီစာရေးတဲ့ကိစ္စပဲသူကောင်ကတော့ဆိုတော့ဒီကောင်ကတော့ဆိုတာအဲ့ဒီစာရေးတဲ့ပြုတ်တော့ခိုင်းထားတော့ကျွန်တော်ကတော့ပြန်ပြောပါအဲ့တော့စာဖတ်တဲ့အခါကျစာထဲမှာကြည့်စာလည်းမရအယုံမမပေါ့ကျွန်တော်ဝိသုပတ်တဲ့ဥစ္စာကြီးပါဝိသုပဲဟုတ်လားအဲ့ဝိသုစာအယုံပါလားဘုတ်ပါတယ်မှာဟောအယုံပြပါလေအထဲထဲမပါဘူးဘုရားကကျွတ်တော့စာကိုကြည့်ပြီးတော့စာကိုကြည့်ပြီးသားနေတာပေါ့အဲ့ချက်မှာပါတယ်ဇာတ်တိုင်းဒီဇာတ်ကောင်းတွေကိုမြင်တာအဲ့ဒီမြင်တဲ့ဥစ္စာနဲ့အားတယ်ကိုလုပ်သွားတယ်နောက်ပြီးတော့မှဗာလဲဆိုတာရတ္တပေါ်လုပ်တာလေဘာတွေလုပ်တော့အလင်္ကာတွေလုပ်တာအဲ့ဒီအလင်္ကာဆိုအဲ့ဒါအဲ့ရတ္တကိုပေါ်လို့အလင်္ကာကိုလုပ်ရတာအလင်္ကာဆိုအစစ်တစားပဲအမှန်အဲ့တော့ဘုရားဆိုတော့ကျေးဇူးတော်ဘုန်းနိုင်ကျွန်တော်တို့တော့ဘုရားလေးနဲ့ဒီလိုကလူငယ်တွေကတော့ဘိုးကြည့်တာပေါ့ဟိုကျွန်တော်တို့လူကြီးပိုင်းကတော့ဘိုးကြည့်တာပေါ့ကျွန်တော်တို့ငယ်တွေကကျေးဇူးတော်ဘုန်းနိုင်သိချင်ကြခဲ့တာသွားရင်အလုံးပေါင်းတဲ့ပုဂ္ဂိုလ်ကဒီသူရဲ့တကယ်ချင်းလိုပဲပုံပြီးအာရုံပါအဲ့ဒါတော်တော်လေးကောင်းတဲ့ဝိသုအဲ့ဒီမှာအလင်္ကာလေးစုပါတယ်ဘာပါလဲလို့ဆိုကြတာခိုင်းတဲ့ကိုနဲ့ဆက်တော်မောင်းဟုတ်လားဆက်တော်ပေါင်းမှဒီရဲ့ဒီလိုဆွဲရဲတယ်လို့ဖြစ်ရတာဆက်တော်မဲကြီးပြောရအောင်ဘယ်မှမပြီးတော့ခိုင်းကိုနဲ့ဆိုင်ရပေါ်ကဆက်တော်ပေါင်းမှဒီရဲ့ဒီလိုဆွဲရဲတယ်လို့ဖြစ်ရတာဆက်တော်မဲကြီးဆိုကြဘယ်မှမပြီးတော့ခိုင်းကောမလေးဆိုရင်အဲ့ဒါဝင်ဖတ်ပြီးတော့ပြောပါဒီမပေါ်ဘူးခိုင်းနေပြောရဲပြည့်စုံနေတယ်ကျွန်တော်တက်လို့မှာလဲသူကြောင့်တက်လို့ပေါ်လို့ကိုဘူးတော့ကျွန်တော်တက်လို့မခေါ်တော့ခေါ်တော့အဲ့မှာဆိုရဝိညာဉ်ရှိတဲ့ခါကျကျွန်တော်ကသူတို့တွေ့တဲ့ခါကျတော့ဘယ်လိုဆိုတော့ထဲမှာအဲ့ဆိုရဲလေးညက်အဲ့နဲ့ခွာလေးဖြစ်နေဆိုရဲလေးတောင်းကြတဲ့ညက်တယ်အဲ့ဒါဆိုလို့မှာအဲ့ဒီလိုပုံနဲ့ဖန်ကားလိုက်ကျွန်တော်ကတော့မရင်းပြောတော့ဆိုရဲလေးနဲ့အဲ့လိုပါဆိုရဝါရီပိုင်းလေးကိုခါလေးရအဲ့လိုကောမလေးကြည့်ပြီးတော့ကျွန်တော်ကတော့ပြောတယ်အဲ့အလင်္ကာကြီးပြောတာပေါ့အလင်္ကာဆိုမှလည်းပဲလူရဲ့ပြည့်တဲ့ဥစ္စာလူရဲ့တွေ့တာတဲ့ကိစ္စကိုသိလို့ရှိနေနေတော့သိလို့တဲ့ရှင်းပြကောင်းတော့အဲ့ဒီဆွဲတယ်အဲ့ဒီပဲလိုရတာပဲအဲ့ဒီတက္ကသိုလ်ကိုရဲ့အလင်္ကာပဲဟုတ်လားနောက်တော့ကောင်းမှကျွေးပြီးတော့ဆွဲရတယ်လို့ရှိရတာတော့အမဲကြီးဖြစ်တော့ပြေပြီးတော့အဲ့ဒါကိုအဲ့ဒီကငါပြောပြမယ်ဆိုတော့ခိုင်းရဲ့ကိုယ့်ရဲ့ဘဝကလက်ခုပေါင်းမှ6ဖြစ်တော့သူကြာခွင့်ခဲ့လို့ဖြစ်ရတာအဲ့ဒါကောင်းမယ်ရှားပြောလို့မဟုတ်ဘူးလက်ခုပေါင်းမှ6ပြည့်ကြာခွင့်နဲ့ဒီနှလုံးပေါင်းမှတည်းဆွဲရတယ်အတူတူပဲမဟုတ်လားလို့လေးလေးအဲ့ဒီကပြောအောင်တော့
ခိုင်းကိုလည်းခဲပေါ်တယ်ဖက်ပေါ်မှာတရားပြီးတော့ပုံရက်ပြီးလို့ဖြစ်ရတာတဲ့သူကတဖက်မဲ့ပြီးတော့တရားမပြီးတော့ခိုင်းလို့ဆိုရင်လည်းပြောကြတယ်လူတွေကလူတွေတွေ့တာနေတဲ့တောင်းနေကြီးတဲ့ပုံမှာပေါ့ပြမှာအလင်းအောင်ကြီးဆော့တာအလင်းကဆိုအဲ့ဒါဒီကြတဲ့ဥမာဆွေးကြပါလို့ကျွန်တော်ခဏလေးပြောအောင်ဒီတော့ရည်ရကောင်းပါလားကျမ်းပြောရတာချက်တော်ချက်ဆက်တော့ကျွန်တော်ဖန်ငယ်ငယ်တုန်းကအဲကဲ့သို့ကျောင်းသားကြီးဘွားဒီလားအငါကြီးဒုက္ခစားတော့ဒီလားတကယ်ပြောတော့သုံးလဲသုံးငယ်ကြီးတွေကိုလာပြီးနေဟာဒီကောင်လည်းအဲ့ဝါဒနာပါတယ်ဘောရဖန်နေမရှိဘူးဒီပြီးလားအဲ့မှာကလောင်နဲ့ဆက်ကူနေအဖို့ပြီးတော့မိဆက်တော့ဘုရားလည်းတွေ့တယ်ဟောစီကျဆိုစီကျခေါ်လို့ခေါ်ဆိုဒီကမြို့ကြီးပြဒါရီရောကိုပါတယ်အဲ့ဒီမှာအဲ့ဒီရောက်တော့ဒီလေရပြောနေတဲ့အောင်ထဲမှာခါလေးကိုခေါင်းလေးကိုဘူးတော်ကြီးရတယ်ဟိုဘင်းကလည်းကျမ်းကိုမချက်ဘူးကျွန်တော်တကယ်ကြီးကိုပြင်ဆင်ယူတော့ဒီရောကျွန်တော်ရေးဘူးနဲ့ပြင်ဆင်ယူတော့အဲ့ဒီမိမကြိတ်ကိုမချက်ဘူးဒီလေရတာခါလေးဘာလဲရတယ်လေငါရီရတယ်သုံးတာပဲပေါ့အရှိရနေမင်းထွက်လာတဲ့အခါမှာဘုရားဂျာဘာနာနေမင်းရဲ့အလေးကိုပူဇော်တဲ့အနေနဲ့ဖွင့်ရတာပေါ့သို့တော်နေမင်းကြီးကတော့ဘယ်မှာသိချမ်းပြီးတော့အရှိရဒါမင်းထွက်လာတဲ့အခါမှာကုမှုတော်ဂျာဘာလည်းပဲဒါမင်းရဲ့အလေးကိုပူဇော်တဲ့အနေနဲ့ဖွင့်ပေးတာပေါ့သို့တော်လည်းဒါမင်းကြီးကဘယ်မှာသိပြီးအဲ့ဒီလိုမင်းတို့မင်းရဲ့အစမှာငါတို့ကနေပြောပြီးတော့ငါတို့ရဲ့ဒီမှာအလုံးသားမှာမိစ္ဆာပါဖွင့်လာတော့မင်းတို့ကအသိကောင်းပြည့်တဲ့ခါကျသူကဘုရားကြားတဲ့ပေါ့သူ့ဝတ္တကြားတဲ့ပေါ့သူ့ရှင်ထဲမှာလာပြီးတော့ဒါလူကြီးကိုတော့ကြည့်ရအဲ့မှာပြောအဲ့ဒါနဲ့ကျောင်းမှာပြီးတော့အဲ့မှာမကြိုက်တော့ကျဲမဲ့ပြီးတော့ဘုရားလည်းသူ့လိုကြားလိုက်တယ်ဆိုတာနောက်ကြတော့မှလူကြီးပါကြီးရပါသူလည်းဒီကြိုင်းမှာရတယ်သူလည်းသာရေးချက်ဖြစ်လာတယ်အဲ့ဒီဟောတော့ဒီကကြောက်တော့ပါအဲ့ဒီမှာပုံပြောရလို့ပြောတာဟောရတယ်သာဘီကောမတီနဲ့ပါနေတယ်ဟောတာသူတော့ပါကြောက်ကြပါလို့အပြိုကြီးသူကအဲ့တော့မကြလူကြီးဖြစ်နေတယ်ဟောနေရောဒါတော့ဆက်မဆက်ပါဘူးဒီမှာသိနေတယ်နဲ့ပြီးတော့ပြီးတော့ဒါပဲလို့မိတ်ဆွေကိုပြုတ်ပြုတ်တောင်းပါလို့ပဲအဲကြောင့်အဲ့မှာမြင်ရတဲ့ခါကျတော့သူလည်းကိုပြန်ပြီးနှုတ်ဆက်ပါကောင်းနေရောတဲ့နေကောင်းနေတော့ခေါင်းပါလေသာသမီရောတဲ့လက်ကုံကလက်ကုံပါပြီးသူ့ဟာလည်းကိုဆိုတော့ဘူးဒီလိုပဲဆက်ဆက်ပြီးရပြီးကြတော့အဲ့ဒီကောင်းကြီးတွေပဲလွတ်တယ်လွတ်ကြတော့မှတွေ့လာတယ်ကောင်းကြီးရဲ့တစ်တော့တစ်ခုပေးရအောင်မယ်ဆိုဘာလို့လဲအဲ့ဒီလူလူဘောလည်းနာမည်တော့ထားလိုက်ပါသူ့စာရေးပြီးတော့ရေးပြီးတော့မလားသူပြီးတယ်ရေးပြီးတော့မလားဟာဗျာနားကဘာသာကြောက်တော့ပြောတယ်ဘုရားကျိုးကသူ့ကျဲလို့ကိုမရတာတော့စာရတော့သူခက်ကောင်းလို့သိကူထားတာဂုရိရှိနေတယ်ဒီမှာဘုရားတော်ကသာဟုတ်ပြီချက်ကြတော့အမေကအဲ့စာတွေပါရောပြီးကျုံမယ်လို့ကျုံမှာမနေ့သိတယ်ကြောပြန်ဖတ်ယူမယ်လားတော့ဘာလို့လဲအဲ့နဲ့ဒါနဲ့တော့ကြောပြီးတော့ပြီးပါတယ်ကတော့ဖြစ်ဖို့ပြန်ပြောတယ်ဒီဘက်ရောက်တော့ပါကျဲဒါတော့သူလည်းပြောတယ်ဆိုကျဲစမ်းတော့အဲ့ဒီမှာဒါကြီးငါပိုးလိုက်ရမှာဖြစ်နေတာအောင်းလို့ပြီးတော့တတိယဆိုရင်ဒုက္ခဝေဒနာဖြစ်နေတယ်ပြောကြတာအဲ့တော့အဲ့ဒီလင်္ကာတို့ဇက်တာတို့ဆိုတာဘုရားပြောတယ်ဒီခေါင်းရှိတော်သူတို့တွေတဲ့မိတ်ဆွေဖြစ်တော်ခါနဲ့အားကိုးရဉာဏ်ဖြစ်တော်ခါနဲ့ကြောက်ကြတော့အမှန်ပဲအဲ့ဒီဇက်တာအလင်္ကာတို့ဆိုတာနော်မိတ်ဆွေကြီးအားကိုးလို့ရတယ်ဉာဏ်ဖြစ်တော်ကြောက်ဖို့ကောင်းတယ်ပြည့်ပြာမှာပြောတယ်ဟိုဘယ်လိုမင်းကြီးလဲဆက်မှာတော့မန္တလေးဒီပြောရင်းစားဆက်ခဲ့တယ်ဇန္နာဘုံရင်းစားဆက်ခဲ့တယ်အဲ့ဒီမှာကိုဝိစီရအရင်ပထမတော့အဲ့ဒီတော့သူ့အဖြစ်ဆိုတာအဲ့ဒီကပြုကြီး
နောက်ကြဦးကြီးကြီးရဲ့ကိစ္စကိုသိပြီးကြတော့ဖိုးစီကကြတော့ဖိုးစီကလင်္ကာနဲ့ရေးတာအတန်းနဲ့ဖတ်လို့သိကောင်းတယ်သူကတပတ်တစ်ခါတော့ထုတ်တော့ပြင်းနေမှာထုတ်တော့အဲ့လိုသိကောင်းတယ်အဲ့ဒီမှာကာမလေးကဘယ်တင်းဆိုတာစေစားပြီးပြီးတော့အဲ့မှာဖိုးစီကအဲ့မဲစင်ကိုသနာလောက်အောင်ပေါက်ရင်းနေတာဝိပါဘယ်လိုပါပြုရပြုလို့ကြီးလိုက်တော့အဲ့ဒီမှာစိတ်သားတွေခဏခဏပေါ်လာရက်ပြရတယ်မရှင်းနဲ့လူတွေကပုဂ္ဂိုလ်စနောပုံမှန်တော့လူဆိုတာပေါ်တော့ဒီလိုဆိုတာအခုချင်းအဲ့တော့အဲ့မှာကားတင်ပြရတာတရေကိုကြီးမုံပြီးချက်ရတော့ဘောင်းပွဲကောင်းတန်းတန်းဘောင်းပွဲကောင်းတန်းတန်းဆိုတော့ကျွန်တော်ဆွေးစုံကိတ်ပေါ့ဘုပြောလို့လုပ်တဲ့ကုမ္ပဏီပေါ့ဒီလိုမှဆွေးစုံငါးပြားကြီးပေါ့အဲ့ဒီလိုတွေလုပ်ခဲ့တယ်ဥပ္ပင်တော့မောင်ဘွေမောင်ပေါ့အဲ့ဒီမှာသူ့ဇနီးကတန်းတန်းအဲ့ဒီမှာတန်းတန်းနဲ့ဆိုစိတ်တဲ့အခါကျတော့အဲ့ဒီဥစ္စာကိုခါရဲဒီအချင်းမင်္ဂလာဆောင်ဖို့လုပ်တဲ့အဲ့မင်္ဂလာဆောင်တဲ့အထုပ်ပဲပြည့်စင်တဲ့ကိုကနေတော့ပါသူတို့ပြည့်စင်တဲ့ပေါ်နေတော့အောက်တို့ပြီးကြအဲ့ဒါလည်းကိုနေနေတဲ့မာလည်းဒီပါလေအဲ့ဒီမှာမင်္ဂလာဆောင်တာအဲ့ဒီမှာရှင်းလာတယ်မှာကားပေါ်ကျင်းနေတာဟောဘောတော့ငယ်လေးနေတယ်ကားပေါ်သုတ်ပွေပြီးတော့ဆက်ရှင်းကြည့်တာဘာတော့ဘယ်ပြောက်တော့မှရှားလို့မရဘူး။နောက်မှသူတို့ကြောင်းနေဖတ်တယ်ရေးတဲ့စာကိုသုံးလာတော့အရှိပဲတောင်းတဲ့ဖတ်တော့ပါ။နောက်ပိုင်းကျမှကျွန်တော်တို့သိကြတာပေါ့။ဟိုဘယ်လိုတော်လေးမှရှိရဲ့။ဘယ်လိုတော်ဆောင်းတော့ရှိရဲ့။ဒီတဲ့င်းပေါ်မှာအော်မှုပါတဲ့ဒီတဲ့င်းပေါ်မှာပုံ။အဲ့မှာပုံတော့အချက်ပြုတ်ကျော်တော့ဒီလိုက်စားတော့ဝဲတော့အဲ့ဒီပေါ်မှာပဲနေပေါ့။အဲ့တော့ဘယ်လိုက်ကြမှဒီဘယ်လိုကြမှမသိဘူး။နောက်ဆုံးမိတ်တာတွေ့ရတာအဲ့ဒီဆိုတော့အရှိသူတောင်းထွက်တော့အဲ့ဒီအကြောင်းကိုတစ်ခါတော့ဒီလေတော့အဲ့ဒီမှာကားတင်ပြီးတော့သူတို့သမီးကိုအင်္ဂါတော့ဝေါ်လာတော့မှကားတော့တင်ပြီးတော့အဲ့တော့ကြောင်ဖြစ်သွားတာကားတင်ပြီးတော့ဖြစ်သွားအဲ့ဒီလိုပဲကျွန်တော်ပြောလို့ဒီလွယ်ရုံးချပေးတာတွေပါလေဒရစ်သားတွေဖွက်တွေ့ချက်လို့မသိဘူးမကျင်နေပေးတာဟိုထောက်တော့ဒရစ်သားပါလာတယ်ကောင်မလေးပြောအမိုးရိပ်ချောင်းနေလို့ဒီမှာမိသားစုကဘာမှမသိဘူးသာဝဲကြတာဘာလားမဆိုလို့ကိုမိကသာပြီးတော့ဆွဲရတဲ့ကြောင့်စိတ်ဖြစ်ပြီးစိတ်ဆုံးတော့ကောင်မလေးမမွေးတရားဝင်အဲ့ဒီမွေးဆောင်တဲ့ခုံးချပြီးတော့အဲ့ဒီရဲ့ဥစ္စာကိုခင်ဗျာအထောက်တော့သားအောင်အထောက်တော့ရင်းသားတွေမှာထည့်တော့အဲ့ဒီမှာမမွေးဆောင်တရားဝင်ခုံးချပြီးတော့နှစ်ယောက်တော့ခုံးချပြီးတော့အဲ့ဒီရဲ့ခါကျတော့အဲ့မှာပြိဿံရတယ်အဲ့ဒီတရားအဲ့မှာကောင်းမလေးပဲကြောင်ပြီးရောက်နေတာအဲ့ကလေးကတော်တော်လေးပါလို့ဟာတော့ခုဈေးတော်မျိုးတော့မှပြီးတော့ဒီပေါ်ရောက်ပဲလုံနေနေဆိုပလိဆောင်ရတယ်ကျွန်တော်အဲ့ဒီအကြောင်းကိုပြောတဲ့အခါကျတော့ပထမဆုံးစပြောတာဒီဖြစ်ကိုပြောတဲ့ဥစ္စာကျွန်တော်6မှာ6စပြီးဖို့ပဲပြောတော့အထောက်တော်လှအောင်ကြီးကပါတယ်သူကရှေ့မှာထိုင်လို့ကျွန်တော်မခေါ်ပါဘူးသူသတင်းစာလည်းမပြောဘူးသတင်းနဲ့ပါလာတယ်ဆိုတော့ပြောတော့အဲ့မှာအောက်ဆင်းလာတဲ့အခါကျအဲ့ထောက်တော်လှအောင်ကြီးကျွန်တော်ပြောတယ်ဟုတ်တယ်ခင်ဗျာအဲ့ဒီဆိုတာပါတယ်ဆိုတာကျုပ်သတင်းစာထဲမှာထည့်တာလေအထောက်တော်ထဲမှာထည့်ထားတယ်သိသားပဲလို့ဆိုခင်ဗျာဘာလို့ထည့်မပြောတော့ဘာလို့ပြောရမှာလဲဆိုခင်ဗျာပြောချင်တာမဟုတ်ဘူးနဲ့ဒီတော့မိတ်ဆွေရဲ့သဘောကနဲ့ရတ္တသဘောကိုပြောချင်လို့ပြောတယ်ဆိုတာခင်ဗျာနာမည်ခေါ်ကြလို့မှမဟုတ်ပဲပြောလို့လည်းမကောင်းလို့ပါဆိုတော့ဟာပြောရတဲ့နောက်ကိုမပြောပါဘူးဗျာပြောရတယ်ဒီလိုဗျာဖြစ်ပုံကအဲ့ဒီနေမှာသတင်းကမရှိဘူးဗျာတဲ့သတင်းတော်ခေါင်းမနေတော့အဲ့ကောင်မလေးတယောက်ရေထဲခုန်ချသေးတယ်ဆိုတာပါလာတယ်ပါလာတော့အဲ့ဒါနဲ့အဲ့ဒရင်တော့ကောင်းတယ်ကွာဒါမှအဲ့ကောင်မလေးဓာတ်ပုံရအောင်ရှာကွာဆိုအဲ့တော့ကောင်မလေးဓာတ်ပုံရအောင်အဲ့ကျောင်းသွားပြီးတော့သူ့ကျောင်းဝင်ခွင့်တောင်းတဲ့စဖောင်ကနေပြီးတော့အဲ့ဓာတ်ပုံလေးခွာပြီးယူလာကိုရအောင်ကအဲ့ဒါလေးကိုဒီလိုဒီနေ့လေးချဲ့ပြီးတော့ထည့်လိုက်တာအဲ့မှာဖွဲ့နှွယ်ပြီးရေးပေးတယ်အဲ့ဖွဲ့နှွယ်ရေးတဲ့အတိုင်းနဲ့သေးကုန်ရတာဒါကြောင့်ကျွန်တော်အလင်းကားဟာမိတ်ဆွေလည်းဖြစ်တယ်အာနီလည်းဖြစ်နေတယ်ဟုတ်လားခုနကဟာကြတော့အာနီဖြစ်သွားတော့အဲ့ဒါဒီမလားဆိုတော့မဟုတ်သေးဘူးဟုတ်လားဒီအလင်္ကာနဲ့ဗာနဲ့ရေးလို့ရှိရင်ခုနကနာအောင်လည်းရေးလို့ရသတင်းစာတွေလည်းပဲရေးတာပဲအဲ့ဒီမှာသတင်းစာတွေကပြင်ပြီးရေးတဲ့ဥစ္စာတွေထဲမှာဥမာဆိုပြည်သူရှိတဲ့ဂျာနယ်ပြည်သူအာဏာဂျာနယ်အဲ့ဒီမှာဂျာနယ်တွေထွက်တယ်ပြည်သူအာဏာဆိုတာဟွာတဲ့ကနေထွက်တာအလန်ဒီပါတီကပြည်သူအာဏာဆိုတာပြည်သူရှိတိုင်းဆိုတာဟောကထွက်တာအလန်ဟောပေါ်ဒီဟိုတခင်သန်းထုံးပေါ့သိန်းသန်းကွန်မြူနစ်ပေါ့ဟိုဘက်ကဆိုတခင်စိုးကွန်မြူနစ်ကပြည်သူအာဏာလေအဲ့မှာအဲ့ဒီဟာတွေပါလေရေးတဲ့ဥစ္စာ
အဲ့ဒီဥစ္စာပြောတော့ဆိုလို့ရှိရင်ဒီဘာလဲဟိုတခင်နုတခါပြန်ပြီးပြောတဲ့ခါကျတော့ကျွန်တော်မှတ်မိတယ်တခင်နုကအလင်္ကာသိကောင်းတယ်တန်ဒီတန်ထလည်းကောင်းတယ်သူကအလင်္ကာလည်းသုံးတတ်တယ်ရက်တမြောင်ဆိုရတယ်ကြားတဲ့လူညရောစိတ်လောင်ဆိုရတယ်သိတော်တယ်မိန်ကုန်းကပြေးတဲ့ညောင်းသူအလင်္ကာသိကောင်းတယ်တခင်နုကစကားပြည့်သိကောင်းတယ်အဲ့ဒီမှာသူပြောတယ်မှတ်မိတယ်ပြည်သူဟစ်တိုင်းပြည်စာကဘာယာကြောက်ကြီးကိုဆိုရှယ်လစ်တွေနဲ့အလောင်းနဲ့ဖို့ပြရမယ်လို့ရေးခဲ့တယ်ဒါလည်းကျွန်တော်ဘာမှမပြောခဲ့ပါဘူးပြည်သူအာနာဂျာနေကငနုကိုတွေ့ရနေရမှာခွေးယူခင်းနဲ့ပေါက်တယ်လို့ပေါက်တတ်ရမယ်လို့ရေးခဲ့တာလည်းကျွန်တော်ဘာမှမပြောခဲ့ပါဘူးဒါတောင်မှဒီမိုကရေစီမရှိဘူးလွတ်လပ်ခွင့်မရှိဘူးဆိုကျွန်တော်ဘာလုပ်ပေးရမလဲဦးတို့ကဘယ်ကအတန်နေတန်သိတော့နောက်ကြတော့သူပြောတာအဲ့ဟာတွေမကောက်ဘူးအဲ့လိုထားတဲ့ကြရမလဲတော့ခိုကြတယ်ပြုကြတယ်ပေါ့တော့ကျွန်တော် community ကိုပြန်တိုက်တော့မယ်တဲ့ပြန်တိုက်ရတော့မယ်ဒီပြဒါပဲကျွန်တော် community ကိုပြန်တိုက်တော့မယ်ဒါပဲသူပြောတဲ့အချုပ်ကဒါပြောရင်လည်းချုပ်ကဒါပဲဒါမှဦးတို့ကအဲ့လိုမပြောဘူးကျွန်တော်ဟာငယ်ငယ်ကကြောက်တတ်ပါတယ်အမတန်တတိကြောက်ပါတယ်ကျွန်တော်ဘီအောင်ပြီးတော့တရားသူကြီးလုံမလားလို့မေးတဲ့အခါမှာတရားသူကြီးလုံရင်လူတွေကိုထောင်ချရလိမ့်မယ်လူတွေကိုကြိုးမိတ်ပေးရလိမ့်မယ်အဲ့ဒီလိုဆိုရင်ငါငရဲကြည့်လိမ့်မယ်ဆိုတော့အဲ့ဒီလိုလုံရမျိုးတွေလောမှကြောက်လို့ကျွန်တော်တရားသူကြီးမလုပ်ခဲ့ဘူးဒါပေမဲ့ဒီနေ့ကျွန်တော်တတိကဝါတော့ပဲဘာကြောင့်လဲဆိုတော့တိုင်းပြည်ကြီးကြောက်ထဲကြဖို့လို့လက်နှလုံးလောက်အလုံးမှာကျွန်တော်တတိမကောင်းခြင်းလို့မဖြစ်တော့ဘူးဟာတိုင်းပြည်ကြောက်ထဲကြဖို့လို့လက်နှလုံးလောက်အလုံးမှာမတိုင်းနေထားရကြဟုတ်လားဒါမှကြားတဲ့သူတွေကခင်ဗျာသူပြောတဲ့ဥစ္စာယုံတယ်လန့်သွားတယ်တိုင်းပြည်ကြီးကြောက်ထဲကြဖို့လို့လက်နှလုံးလောက်အလုံးမှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာသိတာမဟုတ်ဘူးဒါမှသူပြောတော့ငါနဲ့ကြောက်ထဲကြတာပါသွားမလားအဲ့လိုဟာမျိုးလို့ဖြစ်တာပြီးတော့မှဆက်တာဆက်ပုံစံကြီးကအဲ့ဒီတော့ကွန်မြူနတီကကျွန်တော်တို့ကိုတနတ်နဲ့တစ်ချက်ပြရင်ကျွန်တော်တို့ကအချက်200 300ပြန်မပြရင်တော့မှတစ်ချက်တော့ပြန်ပြရတော့မယ်ပြောတဲ့ဥစ္စာပြန်ရကွန်မြူနတီကတစ်ချက်ပြရင်ကျွန်တော်ကလည်းတစ်ချက်ပြရင်ဆိုတုတ်ပြန်တဲ့သဘောဖြစ်တယ်ကျွန်တော်တို့ကကွန်မြူနတီကတနတ်နဲ့တစ်ချက်ပြရင်ကျွန်တော်တို့ကအချက်200 300ပြန်မပြရင်တော့မှ200 300ဆိုတင်ပြီးတော့တစ်ချက်တော့ပြန်ပြရတော့မယ်ဆိုတော့200 300တင်ပြီးမှတစ်ချက်တော့ပြန်ပြရတော့မယ်ဆိုတော့ဟောဒီလောက်တော့လိုရမှာပေါ့ဆိုတော့ခိုက်ကြီးသားအလင်္ကာတွေကျွန်တော်ပြောချင်တာအဲ့ဒီအလင်္ကာဆိုတဲ့ကိစ္စခုနအာနိယရှိတယ်ခုနရသအရေးကောင်းတော့တရားတက္ကသိုလ်မှာရှိတဲ့ကောင်မလေးတွေဗာလေးတွေဆိုလို့ရှိရင်နင်တို့ရသအရေးကောင်းလိုက်သွားကြိုက်မနေနဲ့ဗျာအဲ့ဒါရသငါတစ်သက်လုံးလှုပ်စားတာသူများရေးခိုင်းတော့ဘယ်နဲ့လုပ်မလဲဆိုအဲ့ဒါပြောရတယ်ပြီးတော့အလင်္ကာထဲမှာအတန်ထည့်တဲ့ခါကျတော့တမျိုးဖြစ်သွားတချင်းဖြစ်သွားရဟုတ်လားဟိုရှိတုန်းကလည်းအလင်္ကာပဲဒီအတန်မဲ့တချင်းပဲဟုတ်လားမမလေးချစ်လိုက်ပါတယ်အာယုံရွှေမြင့်မိုးတောင်လုံးကိုွယ်တုံးမှလို့ခုံချစ်တယ်မင်းကိုချစ်လုံးတော့တာရဲ့ဒီချိန်မသွားပါနဲ့ဆိုရင်ငါထွက်လာခဲ့ရပြီတာရဲ့ညာကြီးတို့မသွားပါနဲ့ဆိုငါထွက်လာခဲ့ရပြီတာရဲ့လူချစ်စိတ်တွေလူစိတ်တွေအပြိုစိတ်တွေမထားပါနဲ့တာရဲ့ဆိုတော့ငါမြင့်မိုးတောင်မကကျူးတဲ့မိဘနှစ်ပါးရဲ့စကားကိုတော်လှန်ခဲ့ပြီမိဘနှစ်ပါးကိုငါရွှေမြင့်မိုးတောင်လုံးကိုကွယ်တုံးမှလို့ခုံတုံးမှပြီးတော့ငါကြော်လာခဲ့ပြီကောင်းလိုက်တယ်လေကပြန်ပြီးစဉ်းစားကြည့်လေရွှေမြင့်မိုးတောင်လုံးကိုတုံးမှလို့ခုံအဲ့ဒီလိုဟာမျိုးတွေကဒီကနေ့အထိအောင်တစ်ချင်းနေမှာပါနေတာပဲဟုတ်လားအဲ့လင်္ကာကြီးသာနာအဲ့ဒီလိုအလင်္ကာကြီးပါတဲ့ဆင်းမှာပါအဲ့ဒီလိုချစ်တဲ့ကြောင့်အလင်္ကာလည်းပါတာပဲဟုတ်လားအဲ့ကျွန်တော်တကယ်ချင်းမှာမြတ်လေးကြီးဖိုးမြတ်လို့ခေါ်တယ်မြတ်တတ်တဲ့ကျွန်တော်ကဖိုးမြတ်လို့ခေါ်လို့ရှိရင်အဲ့မြတ်လေးတိတ်ကောင်းတယ်တချင်းဆိုလည်းကောင်းတယ်တချင်းအရေးလည်းကောင်းတယ်အဲ့ဒီမှာဆိုရပါလို့ချစ်တဲ့သူကကောင်မလေးကသူ့ကိုပြစ်သွား
ပြစ်သွားတော့ဘာဖြစ်သူပြစ်သွားကိုထားလိုက်ပါဒီမဟုတ်ဘူးသူဆွေးပြီးကြရင်ဒုက္ခရောက်ကြရင်တိတ်စိတ်ထိခိုက်ကစိတ်ထိလိုက်သွားတဲ့ခါကျဘာလို့လဲဆိုအရက်တော့ပေါ့ကွာဆိုတောင်းတယ်ပြီးတော့မူးလဲလိုက်ပေါ့ဘာဖြစ်တော့သူကဖုန်းမြန်လေးကအဲ့လိုမလုပ်ဘူးအဲ့အရက်တော့တာကိုတခါသူဂီတတောင်ဝင်လာအောင်တချင်းနဲ့တောက်တာသူကဟာတိုက်လူကြီးချင်းမြန်လောကကြီးဘောင်းမြန်ဟာတိုက်လူကြီးချင်းမြန်လောကကြီးပြောင်းမြန်အချစ်လူကငွေနဲ့ဆက်ဆံပိတ်တန်းတောင်းတန်းတင်တောင်းဗျာမအချစ်ကြီးချစ်မထင်ရဗျာခေကြီးကိုကမကောင်းမြန်ပြောင်းတီပြောင်းဆန်းပြောင်းတီပြောင်းဆန်းမေတ္တာကအောက်ဝဲငွေကထရန်ဆွေရဆက်ကြဗျာတဏှာကြီးကိုမှဆွေမျိုးဆက်ခြင်းများလာရီကိုမှနေတမျိုးပတ်ခြင်းများခါခွေးလေးဆိုတာတောင်းပြောင်းမြန်လို့တဝေထုတ်ဖတ်ခြင်းတဲ့ခေတ်ကဖောက်ပြန်စနစ်ကဖောက်ပြန်အချစ်ကဖောက်ပြန်အဲ့လီမာနချောင်းရမူဝိစာပေါက်လို့မူးနေတာပဲအကောင်းဆုံးဒီဖေကျန်းစိတ်ညစ်လဲသာဟာလို့ရတယ်ဟုတ်တယ်အဲ့ဒါကျွန်တော်သူ့ရှိတယ်လဲဆိုတာသူကအောက်ကအတူတူသွားဟောတာအဲ့ဒါတွေထည့်ပြောယူရတာခမရတဲ့ခန်းရတယ်စိတ်လည်းမဆိုးပါဘူးစိတ်တော့မဆိုးပါဘူးသဘောသိကောင်းတယ်သူကပြောတာသူအရက်မတော့ဘူးနော်ကျုပ်နဲ့မြတ်တန်းတဲ့ငါမှာကွီစီလေးပါလေဘီယာလေးတောက်သေးတာသူကအရက်မတော့ဘူးလူကတမျိုးထူးရတယ်ကြက်တိုက်တာကြတော့တိုက်သွားမှမင်းနေအဲ့မြို့တစ်မြို့ရောက်သွားဆိုကြက်ကောင်းတဲ့အနေနဲ့သွားရှာတာပဲအဲ့မှာပျောက်သွားပြီမနေ့စောကြီးဘယ်ပျောက်သွားမှမသိဘူးညစာပေဟောပြောကနေညမှာပြောင်းလာဘာသွားနေလဲကြက်ပွဲသွားတာတကယ်ခနဲ့တော့ထားတော့ပြောချင်တာကအဲ့ဒီစိတ်ညင်လဲတော့စိတ်ပျော်လဲတော့ပေါက်လို့ပေါက်တာလို့လမ်းတော့ခင်လို့တော့နေတော့နေမှုများတော့များမှုစူဟောမပြင်းထန်ရမ်အသာဖျားမလေးလူရဖဲလူရဖမ်းကာပြားမလေးညိုပြညက်ကိုရရမ်ဟာအဲ့ဒီဥစ္စာနဲ့တင်ဘယ်နဲ့ဆိုလူငယ်တွေကတချို့စိတ်ညစ်ရင်အရတော့အောင်မဆောင်လို့ဒီတချင်းတွေပါလေဇက်လန်းတွေနဲ့ရတ္တာတွေနဲ့အလင်္ကာတွေနဲ့တွေးဆောင်တာအများကြီးပါတယ်ပြောချင်တာအဲ့တော့အလင်္ကာတို့ဘာလို့ဆိုတဲ့ဥစ္စာဟာနိုင်ငံရေးမှာလည်းပါတယ်ဖះရှိခိုးမှာလည်းပါလာတယ်နေရာကမှပါလာတော့စိတ်ရလူပုံတွေကတော့မတူဘူးပေါ့ဥပမာဆိုတော့ကျွန်တော်ပါဠိဂါထာလေးတွေတော်ကျွန်တော်မှတ်ထားတာလေးတွေရှိတယ်ကြိုက်လုံးမှာတခုဆိုလို့ရှိရင်အဲ့ဒါအလင်္ကာအိဋ္ဌိယထဲမှာပါရောတွင်းဖို့လိုက်ပြန်ထားတဲ့ထဲမှာကျွန်တော်အဲ့ဒါလေးဖတ်ပြီးတော့သဘောကျလုံးတော့သူကမတုတ္တာတကုံလို့ခေါ်တယ်မတုဆိုတာခြုံမြိတ်တာမတုတ္တာကုံဆိုတာရွတ်လို့ဆိုလို့ခြုံတာရှာတွေ့တာကတွင်းတွေ့အဲ့ဒါကိုမတုတ္တာကုံလို့ခေါ်တယ်အဲ့တော့သူကဘာလဲဆိုတာတန်တုကအလင်္ကာအတန်တူတာလေးကပ်ပြီးရွတ်လို့ဆိုလို့တော့လောက်သွားတာမျိုးဥပမာဆိုတော့မုနိဒမန္တဟာတတိမုနိဒမန္တဟာတတိကုန္ဒတန်တောအဝိပမဒီတန္တမနုဒါဝန္တိဟတန္တသန္တကန္တိယောရွတ်လို့သိကောင်းတာမုနိဒမန္တဟာတတိကုန္ဒတန်တောဟဝိပမဒီတန္တမနုဒါဝန္တိဟတန္တသန္တကန္တိယောကုန္ဒတန်တောဟဝိပမသင်္ကွေပန်းအစွီတင့်တယ်ရင်းနဲ့တူသောတေမုနိဒမန္တဟာတာထိုမြတ်စွာဘုရားပြုံးရတော်မူသဖြင့်သွားတော်ဆွဲတော်ကထွက်လာတော့ရောင်ကြီးတော်တို့သည်သန္တာကံယောလာရောင်ကြီးတို့ဟတန္တာပြည့်ရဲ့ပြုကုန်လျက်ဒီတန်တန်အရဆေမျက်နာတို့သို့အနုဒါဝံတိပြေးသွားလေဦးမြတ်စွာဘုရားပြုံးတော်မူလိုက်တဲ့အခါမှာတင်းကွယ်ပန်းအစုရဲ့တင့်နေရင်းနဲ့တွေ့တဲ့သွားတော်ဆွဲတော်ကထွက်လာတဲ့ရောင်ကြီးတော်ဟာလာရောင်ကြီးကိုပြည့်ရဲ့ပြုတော့အရဆေမျက်နာကိုပြေးသွားတယ်ကောင်းလိုက်တာအရပါလိကျွန်တော်ပြောနေတာအဲ့တော့ဖះရှိဖို့လည်းဖះကိုကြည်ညိုအောင်လုပ်ထားတယ်အဲ့အလင်္ကာနဲ့လုပ်လို့ရတယ်အဲ့ယတ္တနဲ့သွားလို့ရတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကကလေးမလေးကြီးကျွန်တော်ပြောလိုက်သလိုပေါ့နင်တို့ကောင်းလေးကောင်မလေးကြီးအဲ့လင်ယူတဲ့ခါကြလို့ရှိရင်ရည်စားစာလေးနဲ့သွားမိနေကောင်မလေးကလာမေးတယ်မေးတဲ့ခါကျ
တကယ်ဆရာပြောလို့ဆိုတာဟုတ်ပါတယ်ကျွန်တော်တို့သိတယ်သို့ကဆရာကျွန်တော်တို့တဲ့ကြာကြာရွေးရင်ဘယ်လိုဟာရွေးရမလဲအနေကြရွေးပေါ်ဟာလည်းငါပြောမနေနဲ့လို့ဆိုကြတယ်ဆရာရဲ့ယူပေါ်ဟာဆိုဖို့ဖို့ဆရာတကယ်မေးတာပါသူမေးတော့မှကျွန်တော်အတန်းနဲ့မှာကိုပဲပြောပါတယ်အဲ့ဒါမျိုးပြောလဲပြောရဆိုပါဆိုဒါလူငယ်တွေတွေ့တဲ့ခုဒီလက်ပါပါတဲ့လူငယ်တွေလည်းသိစေချင်လို့ပါသူဘာပြောလိုက်လဲဆိုအဲ့ဒီကောင်လေးတယောက်ကိုနိစိတ်တွေသဘောကျပြီဆိုတော့ယူရောပါရောညာဒီနေ့ချီးဆိုရဲဆိုတော့အဲ့မှာသူ့ကိုယူသိမယူသိနဲ့သိချင်ရင်လို့အဲ့ဒီကောင်လေးဟာအာလက်ချိတ်ကိုဘယ်လိုအသုံးချလဲဆိုတာကြည့်လူတယောက်ပါလို့အာလက်ချိတ်ကိုအသုံးချတာသူ့ဘဝကိုအဆုံးဖြတ်ပေးတယ်အာလက်ချိတ်ကသူအာလက်ချိတ်ကြောင်းအားတဲ့အချိန်ကြောင်းပိတ်တဲ့အချိန်အဲ့ဒီအာလက်တဲ့အချိန်မှာသူဘာလုပ်လဲဖဲရိုက်နေလားညင်းလောင်းနေလားတို့မဘယ်သွားနေဟိုရင်ဒီလျှောက်လဲနေလားတို့မဒီဟိထားနေလားဖိစိမ်မှာအချိန်ကုန်နေလားဂိမ်းဆော့နေလားစရှိတာပြင်ပေါ့လို့အဲ့ဒါကိုကြည့်အဲ့ဒီဥစ္စာသူ့ကိုအဆုံးဖြတ်ပေးမှာပဲနေ့အတွက်လည်းအဆုံးဖြတ်ပေးလိမ့်မယ်ဟုတ်လဲဟုတ်တယ်ကလေးတွေကိုကျွန်တော်ပြောလို့ရှိတယ်အဲ့မှာအဲ့ဒါဒီမှာလည်းပြောခဲ့မယ်ဘဝဆိုတာဘာနဲ့ဖွဲ့စည်းထားလဲအချိန်နဲ့ဖွဲ့စည်းထားတာဟုတ်လားငါအသက်85ဆိုတာအသက်85ဆိုတာအချိန်မင်းအသက်16နှစ်ဆိုတာအဲ့ဒါအချိန်ပဲ16နှစ်ဆိုတာလည်းအချိန်ပဲ50ဆိုတာလည်းအချိန်ပဲ85ဆိုတာလည်းအချိန်ပဲဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတာအဲ့တော့အဲ့ဘဝကိုတန်ဖိုးထားရင်အချိန်ကိုတန်ဖိုးထားအချိန်ကိုတန်ဖိုးထားရင်တန်ဖိုးမရှိတဲ့ဘဝဖြစ်သွားပါအဲ့ဒါကြောင့်ကောင်းလေးတွေဆိုလို့ရှိပြောရတယ်မယ်တော့တနေ့တနေ့မှအိမ်ပြန်လာတဲ့အချိန်ညနေပိုင်းရောက်တဲ့ခါကြလို့ရှိရင်လို့မိကုန်မဲ့30စက္ကန့်လောက်စဉ်းစားကြည့်တယ်30စက္ကန့်တော်ပြီမြန်မာငါဒီနေ့ဘယ်လိုကုန်ခဲ့လဲဘယ်နေရာတွေအချိန်ကုန်ခဲ့လဲငါအချိန်တွေဘယ်လိုသုံးခဲ့လဲငါအတွက်ဘာလို့အကျိုးရှိလဲအဲ့ဒါပြတ်ပြတ်စဉ်းစားကြည့်အဲ့ဒီလိုနေ့စဉ်စဉ်းစားလို့ရှိရင်မိကုန်မဲ့အဲ့ဒီဥစ္စာဟာ check လုပ်တာသတိပေးနေတာပဲအဲ့ဒါမဲ့လောကီတတိပဋ္ဌာန်ဆိုတာအဲ့ဒါပဲလောကုတ္တရာနဲ့နိဗ္ဗာန်ကိုကြောက်တော့ငါမသိဘူးမပြောတတ်ဘူးလောကီနဲ့ပတ်သက်ကြီးပွားခြင်းအဲ့ဒါသိရေးကြီးတယ်ပြောတယ်အဲ့ဒီလိုပဲကောင်မလေးတွေပဲအဲ့ဒီမဲ့ကောင်မလေးတွေကိုရွေးရလဲကောင်လေးတွေရွေးလို့ရှိရင်ဒီကောင်မလေးကသူကအားလက်ချီဒီမှာဘာလုပ်တယ်လဲဘယ်လိုအသုံးချတယ်လဲကောင်လေးကိုကြည့်လဲအဲ့သူအားလက်ချီကိုဘယ်လိုအသုံးချလဲတလေးတာကိုကြည့်အဲ့ဒါအရေးကြီးလို့မယ်အဲ့ဒါပြောရတယ်အဲ့တော့အဲ့ဒီလိုအသုံးချတာကြည့်လို့ကျွန်တော်ကလည်းခုနယတ္တပါတဲ့ရုပ်ရှင်တွေစာအုပ်တွေအလင်္ကာတွေပတ်ပါဖတ်ပါအရသာခါပါသူ့ပဲခုနကပြောလို့တကယ်ကိုပဂရိကိုသိကြလို့ရှိရင်အလင်္ကာခွာကြည့်ခုနကကောင်မလေးတယောက်ကိုဘလောက်လှနေနေအဲ့အလှကိုခွာကြည့်သူ့အချိန်ကိုပဲသူသုံးလဲကြည့်အဲ့ဒါလိုပဲခုနကအလင်္ကာကိုခွာကြည့်တတ်တဲ့အလေးအကျင့်ယတ္တကိုဖဲပြီးတော့ပဂရိတရားကိုရှာတတ်တဲ့အလေးအကျင့်အဲ့ဒါထားလိုက်လို့ရှိရင်အလုံးကောင်းပါလေဒါကြောင့်မလို့ဒီနေ့ညပြိတ္တကိုပြောချင်တာကကျွန်တော်အလင်္ကာအကြောင်းလည်းပြောခဲ့ပါတယ်ယတ္တအကြောင်းလည်းပြောခဲ့ပါတယ်ဒါပေမဲ့လို့တကယ်ပဂရိတရားကိုရှာကျင်လို့ရှိရင်အဲ့ဒီအလင်္ကာတွေကိုခွာပြီးကြည့်ရတယ်အဲ့လိုခွာပြီးကြည့်ပါနော်မိန်းကလေးတယောက်လှတယ်ဘယ်လောက်ဆိုသိကြရင်မနဲ့အိယာရသွားကြည့်ရတယ်ဆိုဘာမှမမြင်သေးမဆင်ရသေးရင်ပဂရိပေကိုအလှကိုတွေ့နိုင်တယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့တွေ့တဲ့စာတွေကိုဖတ်ပါကြော်ညာတွေကိုလည်းဖတ်ပါရုပ်ရှင်တွေကိုလည်းကြည့်ပါဒါပေမဲ့လို့အဲ့ဒီယတ္တတွေအလင်္ကာတွေကိုခွာပြီးတော့ပဂရိတရားကိုရှားပြီးတော့ကြည့်ခြင်းအဖြစ်လောကမှာလောကီတတိပဋ္ဌာန်ပေါက်ပြီးတော့ကြီးပွားပေါက်မြောက်တဲ့ဇာကားကောင်းတွေမိမိနဲ့ဖြစ်ပါစေလို့ဆုတောင်းရကျွန်တော်ဒီကုန်းချုပ်ပါတယ်